တကယ်တော့သူဟာထူးဆန်းဖြစ်ရဲ့ကဘာကနေအခုမှမွေးဖွားလာတဲ့ဝိညာဉ်ဆိုးတစ်ကောင်ပါဒါပေမဲ့အခုတော့နဂါးနိုင်ငံရဲ့ကံကြမ္မာကိုထမ်းပိုးပြီးစီကံချက်များပါဝင်တော့ထူးဆန်းဖြစ်ရဂိမ်းမှာပါဝင်ဖို့အတင်းကျပ်စီခိုင်းခံလိုက်ရပါတယ်နဂါးနိုင်ငံသားတွေကသူတို့ရဲ့ကိုယ်စားလှယ်ဟာလူမဟုတ်မှန်တိလိုက်ရတဲ့အခါမှာတော့ဝိုင်းပြီးဆဲဆိုကြပါတော့တယ်ဘာလို့လဲဆိုတော့အရင်ကရွေးချယ်ခံရသူတွေဟာစိတ်ဝေဒနာရှင်တွေအသက်80အရွယ်အဖိုးကြီးတွေနောက်ဆုံးမမွေးသေးတဲ့ကလေးငယ်တွေတောင်ပါခဲ့လို့နဂါးနိုင်ငံဟာ10ကြိမ်ဆက်တိုက်ရှုံးနိမ့်ထားခဲ့တာပါဒီတစ်ချိန်သာထပ်ရှုံးရင်နိုင်ငံရဲ့19%ဟာဝိညာဉ်ဆိုးတွေရဲ့ဝါမျိုးချင်းကိုခံရတော့မှာပါအဲ့ဒီအချိန်မှာပဲကျွန်တော်မျက်လုံးပွင့်လာခဲ့တယ်ကျွန်တော်ဟာမျက်နှာချက်ပေါ်ကတွေးလို့နေရနေတဲ့စာသားတွေကိုကြောင်တောင်နဲ့ကြည့်နေမိတယ်ဒါက၄ယောက်မိသားစုဆိုတဲ့အခန်းကဏ္ဍပါတင်ဟာနှွေးထွေးတဲ့မိသားစုလေးမှာကြီးပြင်းလာသူပါကျင်နာတတ်တဲ့ဖေဖေစီကန်းကြီးတဲ့မေမေနဲ့ချစ်စရာကောင်းတဲ့ညီလေးတို့ရှိပါတယ်တနေ့မှာတော့တင့်အိမ်ထဲကိုထူးဆန်းတဲ့အရာတစ်ခုရောက်လာပြီးတင့်မိသားစုဝင်ဖြစ်ဟန်ဆောင်နေတာကိုတင်သိလိုက်ရပါလိမ့်မယ်စီကန်းချက်အကိုတယောက်အနေနဲ့ညီလေးကိုချစ်ခင်ရပါမယ်သူ့ရဲ့တောင်းဆိုချက်လေးတွေကိုညှင်းပယ်ခြင်းမပြုပါနဲ့စီကန်းချက်2မေမေကတခုခုခိုင်းရင်ညင်းဖို့မကြိုးစားပါနဲ့စီကန်းချက်3ဖေဖေကပုံမှန်ဆိုရင်ပေါင်းတင်ရအယိုးဆုံးလူဖြစ်ပေမဲ့သူလည်း2ယောက်တည်းရှိမနေပါနဲ့စီကန်းချက်4အိမ်ကခွေးလေးဟာစကီရောက်ဟာတင့်ပေါ်တစ္ဆာရှိတာတန်တရားဖြစ်เสียမလို့ပေမဲ့သူ့ပေါ်အရန်ကြီးအားမကိုးပါနဲ့စီကန်းချက်5အိမ်ကြီးချင်းလူကြီးနဲ့မေမေဟာရင်းနှီးကြပါတယ်သူအိမ်ကိုလာလက်တက်တယ်နေ့ဘက်ဆိုရင်တကားဖွင့်ပေးနိုင်ပေမဲ့ညဘက်ဆိုရင်တော့လုံးဝပေးမဝင်ပါနဲ့စီကန်းချက်6မေမေမှာတငယ်ချင်းမလေးတယောက်ရှိတယ်မေမေနဲ့သူနဲ့စကားပြောခွင့်မပေးပါနဲ့စီကန်းချက်9အိမ်သားဆိုတာစွန့်ပစ်ဖို့နေရာဆိုတာမှတ်ထားပါစီကန်းချက်10ခွေးအိမ်ဆိုတာဟာစကီရဲ့နေရာပါစီကန်းချက်9အိမ်ကနေထွက်ပြေးဖို့မကြိုးစားပါနဲ့ဒါဟာအနည်းအရှိပါတယ်စီကန်းချက်10ညဘက်မှာပရင်ပေါက်တွေနဲ့ဝေးဝေးနေပါစီကန်းချက်10ခုလုံးကိုဖတ်ပြီးနောက်ကျွန်တော်ခဏငြိမ်သက်သွားပေမဲ့ဘိုက်ကစလောင်းလာခဲ့ပါတယ်စလိုက်တာကျွန်တော်ဘိုက်ကိုပို့ရင်းပတ်ဝန်းကျင်ကိုတေလူမျက်လုံးနဲ့ကြည့်လိုက်မိတယ်မျက်နှာချက်ပေါ်ကစာသားတွေကိုမြင်လိုက်ရတဲ့အခါကျွန်တော်မျက်လုံးတွေဟာတောက်ပလာပါတယ်ဟိုးသူဘာလုပ်နေတာလဲဒါကသူ့ရဲ့စွမ်းရည်လားဒါလူလုပ်တဲ့အလုပ်မဟုတ်ရဲ့လားနဂါးနိုင်ငံသားတွေဟာကျွန်တော်ရဲ့လုပ်ရက်ကိုကြည့်ပြီးမြင်သက်ကုန်ကြပါတယ်ကျွန်တော်ဟာမျက်နှာချက်ပေါ်မှာပင့်ကူတကောင်လိုကပ်ပြီးသွားနေတာပါကျွန်တော်လက်ချောင်းတွေကိုကွန်ကရစ်မျက်နှာချက်ထဲထိုးသွင်းပြီးသွေးစာသားတွေကိုလက်နဲ့တို့ကမြည်ကြည့်လိုက်တဲ့အင်းစီတီကိုရတာပဲလို့ပြောပြီးရှာနဲ့သွေးစာသားတွေကိုအကုန်ရက်ပစ်လိုက်ပါတယ်ဒီမြင်ကွင်းကလူတွေကိုကြက်တီးထားစေတယ်လို့တခြားနိုင်ငံကခေါင်းဆောင်တွေကတော့ဒါဟာစွမ်းရည်တိုးစေတဲ့အရာလို့ထင်ပြီးသူတို့ရဲ့ကိုယ်စားလှယ်တွေကိုလိုက်လုပ်ဖို့အကြောင်းကြားလိုက်ကြပါတယ်ရလက်ကတော့ဂျပန်အပါဝင်ကျွန်တော်ကိုလိုက်တူခိုးတဲ့ကိုယ်စားလှယ်တွေအားလုံးသွေးစာသားတွေကအစိတ်ကြောင်ပွဲချင်းပြီးတေကုန်ကြပါတော့တယ်တကဘာလုံးကနဂါးနိုင်ငံကိုဝိုင်းဆဲနေကြပေမဲ့ကျွန်တော်စီမှာတော့အခြေအနေတစ်ခုပေါ်လာပါတယ်လေးလံတဲ့ခြေတံတွေနဲ့အတူတကားအပြင်ဘက်ကနေကလေးတယောက်ရဲ့ရေတံလေးကြားလိုက်ရတယ်အကိုကျွန်တော်ဝင်လာပြီးတော့တကားပွင့်သွားပြီးအရက်1မီတာ40လောက်ရှိတဲ့ကလေးလေးတယောက်ရောက်လာပါတယ်အကိုဘာလုပ်နေတာလဲလို့သူကမျက်နှာချက်ပေါ်ကကျွန်တော်ကိုမေးလိုက်တယ်ထမင်းစားနေတာလို့ကျွန်တော်ကစိတ်မရှိစွာနဲ့ပြောပြီးခေါင်းကို180ဒီဂရီလှည့်ကြည့်လိုက်ပါတယ်ကျွန်တော်မျက်လုံးတွေထဲမှာအနီရောင်လင်းတွေထွက်ပေါ်နေတာပေါ့ကျွန်တော်ကတော့ဖော်ရည်တဲ့အပြုံးလို့ထင်ပြီးပြုံးပြလိုက်ပေမဲ့ဗစက်ကသွေးတွေကြောင့်ကြောက်စရာကြီးဖြစ်နေပါတယ်ညီလေးအကိုကိုရှာစရာရှိလို့လားလို့မေးလိုက်တဲ့အခါကလေးလေးဟာကြောက်လန့်ပြီးမြေပြင်ပေါ်လဲကျသွားကငိုတော့မလို့ဖြစ်သွားပါတယ်ညီလေးမငိုနဲ့လေဒါကိုကြည့်ဦးလို့ပြောပြီးသူ့ကိုချောဖို့မျက်နှာပြောင်လုပ်ပြလိုက်တာဟာတကယ်တရေမျက်နှာကြီးဖြစ်သွားပါတယ်တရေကြီးကလေးလေးဟာကြောက်လန့်တကြားအော်ဟစ်ပြီးတတိလစ်သွားပါတော့တယ်နဂါးနိုင်ငံသားတွေလည်းငါတို့နိုင်ငံကဘလို့တရဝါကြီးကိုရွေးလိုက်တာလဲဆိုပြီးအော်နေကြတာပေါ့ကျွန်တော်ကတော့ကလေးလေးကိုပါးနှစ်ချက်လောက်ရိုက်ပြီးနှိုးလိုက်ပါတယ်မိမိအကိုကျွန်တော်ကိုအနိုင်ကျင့်နေတယ်လို့သူကငိုပြီးပြောပါတယ်ညီလေးမင်းကအရှင်းနှစ်ရှိပြီးယောက်ျားလေးပဲမိမိကိုအမြဲသွားမတိုင်နဲ့လေမင်းပါလို့ခြင်းလဲပြောအကိုဖြည့်ဆည်းပေးမယ်လို့ကျွန်တော်ကပြောလိုက်ပါတယ်ဒါကူချားတော့ကလေးလေးကငိုရရက်သွားပြီးကျွန်တော်ခေါင်းကိုစိုက်ကြည့်ကရှာနဲ့တက်လိုက်ပါတယ်အကိုခေါင်းကလှလိုက်တာကျွန်တော်ကိုခဏလောက်ငါကစားလို့ရမလားလို့မေးပြီးသူ့လက်ထဲကတတိလီတာကိုထုတ်ပေးလိုက်ပါတယ်ဒါဟာသူ့ချိုးတင်ကြံစီထားတာပဲသွားပြီးနဂါးနိုင်ငံတော့သွားပြီးစီကန်းချက်တဲ့အရာညီလေးရဲ့တောင်းဆိုချက်ကိုညှင်းလို့မရဘူးဒါပေမဲ့ခေါင်းပေးလိုက်ရင်တေမာပဲလေလို့လူတွေကငိုချင်းချနေကြပါတယ်ဒါပေမဲ့အခြေအနေကပြောင်းလဲသွားပါတယ်ကျွန်တော်ကအသားလေးကောင်းကြီးပြလိုက်ပြီးရတာပေါ့အကိုကညီလေးကိုချစ်တာပဲဟာလို့ပြုံးပြီးပြောလိုက်တယ်တကယ်လားအကိုကျွန်တော်ကူညီပေးရမလားလို့သူကစိတ်လှုပ်ရှားစွာနဲ့ဓာတ်ကိုကိုင်းလိုက်တဲ့အခါဒီလိုဓာတ်ဆုံးနဲ့ငါခေါင်းကိုဘလို့ဖြတ်မလဲကြည်ထားစမ်းငါတခါပဲပြမယ်နော်လို့ပြောပြီးတာနဲ့ကျွန်တော်ဟာကိုယ့်လေပင်ကိုအသားလေးလိလိုက်ပြီးပြတ်သွားတဲ့ခေါင်းကိုလက်နဲ့ပွေကညီလေးစီကမ်းပေးလိုက်ပါတယ်ညီလေးရော့ကစားဖို့ယူလိုက်လေအကိုကိုအားနာမနေနဲ့လို့ပြောလိုက်တဲ့အခါကျွန်တော်လက်ထဲကခေါင်းကြီးကဖော်ရည်တဲ့အပြုံးနဲ့ပြုံးပြနေပါတယ်တရေကြီးဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ကလေးဆိုးလေးဟာကြောက်လန့်တကြားနဲ့မြေပြင်ပေါ်လဲကျသွားပြီးတကိုယ်လုံးတုံရင်နေပါတော့တယ်ကြောက်လွန်းလို့သူ့ပေါင်းပြီးထဲမှာတင်စီးတွေထွက်ကြလာတဲ့အထိပါပဲအဲ့ဒီအချိန်မှာပဲအခန်းထဲကနေအေးဆက်ဆက်အတန်ကြီးထွက်လာပါတယ်မင်းတို့ဘာလုပ်နေကြတာလဲမေမေညီလေးကကျွန်တော်ကိုအနိုင်ကျင့်နေတယ်ကျွန်တော်ကောင်းကိုဘောလုံးလိုကန်နေတာညီလေးစကားမပြောနိုင်ခင်မှာပဲကျွန်တော်ကအရင်ဥအောင်တိုင်လိုက်ပါတယ်အခန်းထဲမှာ TV ကြည့်နေတဲ့မေမေရဲ့ပုံရိပ်ကတုန်ခါသွားပြီးလေးလံတဲ့ခြေတံကြီးတွေနဲ့ရှောက်လာပါတော့တယ်ငိုနေတဲ့ညီလေးကတော့မှင်းသက်သွားတာပေါ့တကယ်တော့သူကအနိုင်ကျင့်ခံရတာပါဘာလို့အကိုဖြစ်သူကအရင်ဥအောင်တိုင်ရတာလဲကလေးတွေငိုရင်မိဘတွေကချော့ရမှာမဟုတ်ဘူးလားအခုတော့ရုံးဝတ်စုံဝတ်ထားတဲ့မေမေဟာကျွန်တော်တို့ရှိမှရက်နေပါတယ်သူမရဲ့ဖြူဖြောနေတဲ့မျက်နှာကအချိန်မီရွေးပောက်ကွဲတော့မဲ့ရန်အိုးကြီးလိုပါပဲခေါင်းမရှိတဲ့ကျွန်တော်ကိုကြည့်ပြီးနောက်မေမေရဲ့အကြည့်တွေကညီလေးစီကိုတန်တန်မမတ်ရောက်သွားပါတယ်ဒါမင်းလောက်တာလားသူမရဲ့အတန်ထဲမှာဒေါသတွေအပြည့်ပါနေပြီးညီလေးကိုဝါမျိုးတော့မဲ့အတိုင်းစိုက်ကြည့်နေပါတယ်မေမေ
ကျွန်တော်မှားသွားပါတယ်ညီလေးဟာထောက်တနေရာမှာကွေးနေပြီးစီကန်းကြီးတဲ့မေမေရှိမှာတော့သူဟာအသက်ခံရတော့မယ်ငါးကလေးတစ်ကောင်လိုပါပဲအဲ့ဒီနောက်မေမေကစူးတွေပါတဲ့နှင်းတန်သေးစားလေးတစ်ခုကိုထုတ်လိုက်ပါတယ်အဲ့ဒီစူးတွေကတထုလိုအယောင်တောက်နေပြီးတကယ်လို့အရိုက်ခံရရင်အရေခွန်တွေပြတ်ထွက်သွားမယ့်ပုံစံမျိုးပါညီလေးပါလို့ကြောက်နေတာလဲဆိုတာကျွန်တော်အခုမှနားလည်သွားပါတယ်အကိုမိမိကိုကျွန်တော်ကိုမရိုက်ခိုင်းပါနဲ့နော်ညီလေးဟာတုံတုံရင်ရင်နဲ့တောင်းပန်နေပါတယ်အစောပိုင်းကတောင်းကျမ်းနေတဲ့ကလေးဆိုးလေးဟာအခုတော့တနာစရာကောင်းနေပါပြီသူကြောက်လုံးလို့ထပ်ပြီးစီးထွက်ကြလာပြန်တယ်ကျွန်တော်တက်ပြင်းချလိုက်မိတယ်အကိုတယောက်အနေနဲ့ညီလေးအပေါ်မှာသဘောထားကြည့်ဖို့လိုတာပေါ့အဖြစ်ပေးတာကရည်ရွယ်ချက်မဟုတ်ဘူးဆုံးမတာကမှနီလမ်းမဲလေးမေရိုက်တာကအရန်ပြင်းတယ်ကျွန်တော်ပဲလှုပ်လိုက်ပါမယ်ညီလေးကကဘာပေါ်ကညီလေးတိုင်းလှုပ်တတ်တဲ့အမှားမျိုးကိုလုံးမိတာပါနည်းနည်းပဲဆုံးမလိုက်ပါမယ်လို့ပြောလိုက်ပါတယ်မေကကျွန်တော်ကိုခဏစိုက်ကြည့်နေပြီးသူမရဲ့မျက်လုံးထဲမှာအရေးအယောင်တစ်ခုဖြစ်ပြေးသွားပြီးနောက်နှင်းနံကိုကျွန်တော်စီကမ်းပေးလိုက်ပါတယ်ငါ TV ကြည့်နေတာကိုလာမနှောက်ရှက်နဲ့လို့ပြောပြီးသူမကဆိုဖာပေါ်ပြန်ထိုင်သွားပါတယ်ညီလေးအခန်းထဲသွားကြစို့လို့ပြောပြီးညီလေးရဲ့နားမှာကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်မင်းကကိုမေကိုထက်တိုင်စေချင်တာလားခဏအကြာမှာတော့အခန်းထဲကနေဝက်တက်နေတယ်လို့ဆူဆူဝါဝါအော်တန်တွေထွက်လာပါတော့တယ်မင်းသမီးမစားထားဘူးလားကြဲအော်ဆန်းကျွန်တော်နေတန်နဲ့တစ်ချက်ရိုက်လိုက်တိုင်းညီလေးရဲ့ကြောပုံမှာသွေးဆူနေတဲ့တန်ရာတွေပေါ်လာပါတယ်အကူမရိုက်ပါနဲ့တော့မေပဲရိုက်တာခံပါတော့မယ်ညီလေးကတော့မျက်လုံးတွေမိုးအိမ်နေအောင်ငိုနေပါပြီဒါပေမဲ့အခန်းကအတန်လုံးတာကြောင့်အပြင်ကမေကတော့ဘာမှမကြားရပါဘူးဘာလဲညီလေးမင်းကအကိုကိုအားမရှိဘူးလို့ထင်နေတာလားကျွန်တော်ကအင်အားကိုထပ်မြင့်ပြီးရိုက်လိုက်ပါတယ်ညီလေးမမှန်းသိပြီလားကျွန်တော်ကဖော်ရည်တဲ့အပြုံးနဲ့မေးလိုက်တာပါအကိုကျွန်တော်မှားပါပြီတကယ်မှားပါပြီညီလေးကတွတ်တောင်းပန်နေပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ပို့ပြီးအားဆိုင်ပြီးရိုက်နေတော့မှပဲယောက်ျားဆိုတာမျက်ရည်မကျရဘူးဆိုတာကိုအကိုဒီနေ့တင်ပေးမယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့ငကားနိုင်ငံသားတွေကတော့မှင်သက်နေကြပါပြီဟာဒါကတော့လွန်သွားပြီဘသူကဝိညာဉ်ဆိုးလဲတောင်မသိတော့ဘူးညီလေးကိုတနာတောင်တနာလာပြီလို့ပြောနေကြတာပေါ့ငကားနိုင်ငံရဲ့လင်းမှာလူတွေရမ်းစီကားနေပေမဲ့တခြားနိုင်ငံတွေရဲ့လင်းမှာတော့အခြေအနေကတိတ်ဆိတ်နေပါတယ်ကလေးဆိုးရဲ့ခေါင်းဖြတ်တောင်းဆိုမှုအပြီးမှာတော့ကျွန်တော်အပါဝင်ရှင်တန်နေတဲ့ကိုယ်စားလှယ်၄ယောက်ပဲကျန်ပါတော့တယ်သူတို့ကတော့ဂျပန်က Medtronic ကိုရုရှားက Ivanov နဲ့ American Gas က Harry တို့ပဲဖြစ်ပါတယ်သူတို့၃ယောက်စလုံးဟာကလေးရဲ့တောင်းဆိုမှုကိုညှင်းပယ်ခဲ့ကြလို့အဆင့်ဆင့်သောညဉ့်ညမ်းမှု pollution တွေကိုခံစားနေရပြီးအခန်းထဲမှာပုံနေကြရပါတယ်တောက်အဲ့ဒီငကားနိုင်ငံကခွေးကောင်ပါလုံနေတာလဲလို့မေချွမ်းလေးကူကမျက်နှာချက်ကိုစိုက်ကြည့်ရင်ကျိန်ဆဲနေပါတယ်သူကမျက်နှာချက်ပေါ်ကသွေးတွေကိုလက်ကြည့်ခဲ့မိလို့အစိမ့်မိပြီးတေလူနီးပါးဖြစ်ခဲ့ရတာပါကံကောင်းလို့သူ့ရဲ့အဆင့်စွမ်းရည် centralized pollution ကြောင့်အသက်ဘေးကလွတ်ခဲ့တာပါသူ့ရဲ့အရေးမကြီးတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကိုစတေးပြီးညဉ့်ညမ်းမှုကိုခုခံလိုက်ရတာပေါ့အဲ့ဒီအချိန်မှာပဲလေးလံတဲ့တကားခောက်တန်ကြီးဟာထူးဆန်းဖြစ်တဲ့ကဘာလေးခုလုံးမှာတပြိုင်နက်တည်းထွက်ပေါ်လာပါတော့တယ်ကျွန်တော်လေဘင်းကိုတစ်ချက်လှုပ်လိုက်ပြီးမေးလဲနေတဲ့ညီလေးကိုကြည့်ကနှင်းတန်လေးကိုအသားလေးပြန်သိမ်းလိုက်ပါတယ်မေမြင်သွားရင်ညီလေးကိုအနိုင်ကျင့်နေတယ်လို့အထင်ခံရမှာစိုးလို့ပါအဲ့ဒီနောက်တကားအပြင်ကိုခေါင်းပြူကြည့်လိုက်တော့ခါမှာခါစီဝတ်စုံဝတ်ထားတဲ့ဖေဖေရောက်လာပါတယ်ဒါသမင်းစားရအောင်ဖေဖေတန်ကအရန်နူးညံ့နေတယ်ပြောရရင်မိမဆန်တယ်လို့တောင်ဖြစ်နေတာညီလေးရောညီလေးကအခန်းထဲမှာအိပ်ပျော်နေတာအရန်ကိုနှစ်နှစ်ချိုက်အိပ်နေတာပြက်လို့ကျွန်တော်ကနှင်းတန်လေးကိုကစားရင်းဖြေလိုက်ပါတယ်ဒီနှင်းတန်ကဂိုင်းလုံးတကယ်ကောင်းတာပဲရိုက်လိုက်ရင်လည်းတကယ်ကိုအားရစရာကြီးဖေဖေကခဏမှင်သက်သွားပြီးမျက်မှန်ကိုပင့်လိုက်ကကလေးတွေကဒါမျိုးတွေမကစားရဘူးလေမေစီကဒါမျိုးတွေမတင်နဲ့မကောင်းဘူးညီလေးကိုအမြန်သွားနှိုးလိုက်မဟုတ်ရင်မေစိတ်တူလာလိမ့်မယ်လို့ပြောပါတယ်အဲ့ဒီကြရင်ငါတို့သားအဖ၃ယောက်လုံးဒုက္ခရောက်ကုန်မယ်ဟုတ်ကဲ့ပါဖေဖေအခန်းထဲပြန်ရောက်တဲ့အခါကျမ်းပြင်ပေါ်မှာလဲနေတဲ့ညီလေးရဲ့မျက်ခွန်တွေလှုပ်နေတာကိုတွေးလိုက်ရတယ်သူတေးချင်းရောက်ဆောင်နေတာတိတာနေတာပဲညီလေးငါသုံးထီရေတွက်မယ်မင်းကိုဘာသာထပ်လာရင်ကောင်းမယ်ကျွန်တော်ရေတွက်ပြီးတဲ့အထိသူကတော့မလုံမရှက်တောက်ခံနေတော့မှာပဲမင်းကိုမျက်နှာသားပေးနေတာကိုမလိုချင်ဘူးပေါ့လေလို့ပြောပြီးကျွန်တော်ကအင်အားပြည့်နဲ့သူ့ရဲ့ညီရဲနေတဲ့ပါးပြင်ပေါ်ကိုတစ်ချက်ရိုက်ချလိုက်ပါတယ်ညီလေးရဲ့ပါးကပန်းသီးမဲ့ကြီးလိုဖောင်းတက်လာပြီးသူ့ကြောင်တောင်နဲ့ထိုင်နေပါတော့တယ်သူ့မျက်လုံးတွေကအသက်မရှိသလိုဖြစ်နေတော့ကျွန်တော်ကလက်ဝါးတဲ့တွေးထွေးပြီးနောက်တစ်ချက်ရိုက်ဖို့ပြင်လိုက်တဲ့အခါအကိုကျွန်တော်မှားပါပြီမရိုက်ပါနဲ့တော့လို့ပြောပြီးညီလေးကကျွန်တော်ခြေထောက်ကိုဖက်ကတောင်းပန်ပါတော့တယ်ကဲမေထမင်းစားဖို့ခေါ်နေပြီးသွားကြဆိုငါရဲ့တုံးတဲ့ညီလေးအခန်းထဲကထွက်လိုက်တော့အခန်းကြီးကိုမြင်လိုက်ရတယ်ငကားနိုင်ငံရဲ့ရိုးရအပြင်အစင်တိုင်းပါပဲမေကတော့ထမင်းစားပွဲရဲ့ထိတ်ဆုံးနေရာမှာထိုင်နေပြီးသူမရဲ့အရှိန်ဝါကိုပြတ်တက်နေပါတယ်ထွားချိုင်းတဲ့ဟာစကီခွေးကြီးကမေချေရင်မှာဝင့်နေပြီးကျွန်တော်ကိုမြင်တော့အမြင့်နဲ့ပြီးပြေးလာကခြေထောက်ကိုဖက်ပြီးစပွဲစီဆွဲခေါ်သွားပါတယ်ဒါထိုင်လေးမေကသူမရဲ့မျက်နှာချင်းဆိုင်နေရာကိုညွှန်ပြပါတယ်အဲ့ဒီနေရာကအိမ်ရဲ့ဒုတိယအာဏာရှိဆုံးနေရာပါပဲဒါကိုမြင်တော့ညီလေးကချက်ချင်းပြေးသွားပြီးအဲ့ဒီနေရာမှာဝင်ထိုင်လိုက်ပါတယ်ကျွန်တော်လည်းမေသားပဲဒီနေရာမှာထိုင်ပိုင်ခွင့်ရှိတယ်မေရှိမှရှိနေတော့သူကကျွန်တော်ကိုမကြောက်တော့ဘူးလေကျွန်တော်ကတော့အေးဆေးဆေးပဲလက်ချောင်းရှင်းလိုက်ပြီးလက်ကိုမြောက်ကအိုးညီလေးကလိမ်မာလိုက်တာအကိုအတွက်နေရာကိုနှွေးနေအောင်အရင်ထိုင်ပေးထားတာလားလို့ပြုံးပြီးပြောလိုက်ပါတယ်ကျွန်တော်ပြုံးပြီးရှောက်လာတာကိုမြင်တော့ညီလေးဟာဗီဇအရာကိုတုံရင်လာပါတော့တယ်သူ့ခြေထောက်တွေတုံနေရင်းကနေနှွေးထွေးတဲ့အရည်တွေထွက်ကြလာပြန်တယ်သူရှက်ရှက်နဲ့ထရက်လိုက်ပြီးအကိုထိုင်မလို့ပြောကနေရဖယ်ပေးလိုက်ရပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ကလဲစားချေဖို့ကြံစီနေတော့မှာပဲအဲ့ဒီအချိန်မှာဖျန်းဆိုတဲ့လက်ဝါးရိုက်တန်ထွက်လာပြန်တယ်ညီလေးရဲ့ပါးနှစ်ဖက်လုံးကအခုတော့ညီတူညီမျှဖောင်းတက်သွားပါပြီအခုမှကြီးကောင်းသွားတာလို့ကျွန်တော်ကတေလူမျက်လုံးနဲ့မှတ်ချက်ပေးလိုက်ပါတယ်ဒါဘာလို့ညီလေးကိုရိုက်တာလဲမေကအေးဆက်ဆက်နဲ့စိုက်ကြည့်ပြီးမေးပါတယ်မေညီလေးရဲ့ပါးပေါ်မှာချင်နာနေလို့ကျွန်တော်ကူပြီးရိုက်ပေးလိုက်တာပါဟုတ်တယ်မလားညီလေးကျွန်တော်ကညီလေးရဲ့ခေါင်းကိုပို့ရင်းလက်ကိုမြောက်ပြလိုက်တဲ့အခါ
ဟုတ်ပါတယ်မေမေညီလေးကကြောက်လန့်တကြားနဲ့ခေါင်းကိုတရားစံညစ်ပြပါတော့တယ်မေမေကတော့သူမရဲ့အကြည့်တွေကိုပြန်ရုပ်သိမ်းလိုက်ပေမဲ့ညီလေးရဲ့မျက်လုံးထဲမှာတော့မုန်းတိမှုတွေပြည့်နေတာကိုကျွန်တော်သတိထားမိလိုက်တယ်။ညီလေးအကိုကမင်းအတွက်ချင်းရိုက်ပေးတာကိုကျေးဇူးတင်စကားတော်မပြောဘူးလားလို့မေးပြီးနှင်းနှံလေးကိုထုတ်ကပြုံးပြလိုက်ပါတယ်။မေမေအကိုကကျွန်တော်ကိုထက်ရိုက်အောင်မလို့ညီလေးကအော်ဟစ်တိုင်တန်းပါတယ်မေမေက TV ကနေအကြည့်လွဲပြီးကျွန်တော်စီကနှင်းတန်ကိုမြင်လိုက်တဲ့အခါသူမရဲ့မျက်နှာကတိတိတတ်တာပြောင်းလဲသွားပါတယ်ဒါကဘာလဲမေမေကျွန်တော်ကြောရလို့ကုန်းမလို့ပါလို့ပြောပြီးနှင်းတန်နဲ့ကြောကိုကုတ်ပြလိုက်ပါတယ်ဒါမင်းညီကကြောက်တတ်တယ်မင်းဖေတိုင်းပဲသူ့ကိုတိတ်မချောက်ပါနဲ့တော့ဟုတ်ကဲ့ပါမေမေကျွန်တော်ကညီလေးကိုကြည့်ပြီးညီလေးသမင်းစားတော့မယ်ထားတော့နော်လို့ပြောကသူ့မျက်နှာနာမှာလက်နဲ့ဟန်ရေးပြလိုက်ပါတယ်ညီလေးကတော့ကြောက်လက်တကြားနဲ့မျက်လုံးဖွင့်လာပြီးအကိုကျွန်တော်မားပါပြီးမရိုက်ပါနဲ့တော့လို့အော်ပါတော့တယ်အဲ့ဒီနောက်သူကခေါင်းငုံပြီးကျွန်တော်ကိုမကြည့်ရတော့ပါဘူးအဲ့ဒီချိန်မှာပဲဟင်းအိုးကြီးကိုကင်ပြီးဖေဖေကမီးဖို့ချောင်းထဲကထွက်လာပါတယ်စောင့်ရတာကြာသွားပြီးစားကြဆိုတာအများကြီးစားတော့သားကကြီးထွားနေတဲ့အရွယ်ပဲမေမေကကျွန်တော်အတွက်နန်ရိုးဟင်းရည်တပန်းကန်အပြည့်ခတ်ပေးလိုက်ပါတယ်ဟင်းရည်ကအရန်နောက်နေပြီးအစိမ်းရောင်တန်းကပူစီပေါင်းတွေထပ်နေတာကစုံမရီချက်တဲ့အစိတ်ရည်တိုင်းပါပဲမေမေကကျွန်တော်ပကံထဲကိုနောက်ထပ်ဆေးပြင်းတွေပါထပ်ထည့်ပေးလိုက်ပါသေးတယ်အကိုမေမေကအကိုကိုတကယ်ချစ်တာပဲနော်ဘေးကညီလေးကမနာလိုတဲ့ပုံစံနဲ့ရှာနဲ့တက်ပြီးကြည့်နေပါတယ်သူ့ပကံထဲမှာတော့အစိမ်းရောင်ဟင်းရည်ကြီးပဲရှိပြီးတကယ်ကိုတနာစရာပါပါတယ်စားချင်လို့လားလို့ကျွန်တော်ကမေးလိုက်တော့သူကခေါင်းကိုတရက်ဆက်ညှိပြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ပကံကိုမပြီးသူ့ရှိမှတဲ့အထဲကအသားဖက်လေးတွေထိအကုန်တောက်ချပစ်လိုက်ပါတယ်မေမေနောက်တစ်ပကံပေးပါဦးကျွန်တော်မျက်လုံးတွေကတောက်ပနေပါတယ်ဒီဟင်းရည်ကကျွန်တော်အရင်ကစားခဲ့တဲ့ဝိညာဉ်သားစိမ့်တွေထက်အစာပေါင်းရာချီပြီးအရသာရှိတာကိုမေမေကတော့ကျွန်တော်အများကြီးစားနိုင်တာကိုကြည့်ပြီးအံ့ဩနေပေမဲ့နောက်တစ်ပကံထပ်ခတ်ပေးပါတယ်မကြခင်မှာပဲဟင်းအိုးကြီးကပြောင်းတလင်းခါသွားပါတော့တယ်ကုံသွားပြီးသားလို့မေမေကဟင်းအိုးကိုပြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဗိုက်စာနေတော့မှာပဲမေမေပကံကိုတော့သွားမလို့ရဲဘူးဖေဖေကလည်းစားပြီးသွားပြီးဒါဆိုရင်ညီလေးမင်းပိုက်ဝသွားပြီမလားလို့ကျွန်တော်ကညီလေးကိုပြုံးပြီးကြည့်လိုက်ပါတယ်ညီလေးကတော့ကျွန်တော်စားနေတာကိုကြည့်ရင်ဟင်းရည်တကုံတောင်မတော့ရသေးပါဘူးဒါပေမဲ့ကျွန်တော်လက်ဝါးကိုပြင်လိုက်တာမြင်တော့ကျွန်တော်ပိုက်ဝပါပြီလို့ငိုတံပါနဲ့ပြောလိုက်ပေမဲ့သူ့ပိုက်ကတော့စားလောင်လုံးလို့မြည်လာပါတယ်မေမေညီလေးကဘိုက်ဝနေပြီးတဲ့ကျွန်တော်သူ့ဟင်းရည်ကိုတောက်လို့ရမလားလို့မေမေကိုကျွန်တော်လှမ်းမေးလိုက်ပါတော့တယ်မေမေကသူ့ရဲ့အနက်ရောင်မျက်လုံးအစုံနဲ့ကျွန်တော်ကိုစိုက်ကြည့်ပြီးနောက်ညီလေးဘက်ကိုလှည့်ကြည့်ကတောက်တောင်ကြီးခေါင်းညှိပြပါတယ်ကျေးဇူးတင်ပါတယ်မေမေကျေးဇူးပါညီလေးတဘာဝတရားရဲ့လက်ဆောင်အတွက်လည်းကျေးဇူးပါပဲလို့ပြောပြီးကျွန်တော်ပကံကိုမပြီးတော့ဖို့ပြင်လိုက်စင်မှာပဲခြေဖမိုးပေါ်မှာတခုခုလာရက်နေတာခံစားလိုက်ရတဲ့ဟာစကီရာခွေးကြီးကကျွန်တော်ခြေရင်းမှာထိုင်ပြီးမျက်လုံးလေးကလည်းနဲ့ကြည့်နေတာပါသူလည်းဗိုက်စာနေပုံရတဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အယိုးတွေတောင်အကုန်စားပြီးသွားလို့ဟာစကီအတွက်ဘာမှမကြံတော့ပါဘူးဒါပေမဲ့စီကန်းချက်လေးမှာဟာစကီကတစ္ဆာရှိတယ်လို့ပြောထားတာကြောင့်မိသားစုဝင်တယောက်အနေနဲ့သူ့ကိုမျက်နှာသာမပေးလို့မဖြစ်ဘူးလေရောတောက်လိုက်တော့ခွေးလေးလို့ပြောပြီးပကံကိုကျန်းပြင်ပေါ်ချပေးလိုက်ပါတယ်ဟာစကီကချက်ချင်းပဲရှာနဲ့ဟင်းရည်တွေကိုအငမ်းမရလျက်ပါတော့တယ်ဒါကိုကြည့်နေတဲ့ညီလေးရဲ့မျက်လုံးထဲမှာတော့မုန်းတိမှုတွေကရှန်ထွက်မတက်ပါပဲငါမကျေနပ်ဘူးငါထမင်းကိုလူစားတာတယ်မကပဲအခုတော့ခွေးကိုတောင်ကျွေးနေပြီဒီအိမ်မှာငါရဲ့အဆင့်တန်းကခွေးတစ်ကောင်လောက်တောင်မရှိဘူးလားလို့သူစိတ်ထဲကကြုံရနေပေမဲ့အရင်ကအရိုက်ခံထားရတဲ့ပါဇက်တွေကြောင့်သူကောင်းကုန်နေုံပဲတက်နိုင်ပါတယ်ဒါနဲ့ဖေဖေတခြားစားစရာရှိသေးလားလို့ကျွန်တော်ကစားလောင်လုံးလို့ထပ်မေးလိုက်ပါတယ်ဖေဖေကအံ့ဩတကြီးနဲ့ဒါမဝသေးဘူးလားလို့မေးပါတယ်မဝသေးဘူးအရန်စားနေတာလို့ပြောပြီးကျွန်တော်ဘိုက်ကိုပုတ်ပြလိုက်တယ်စကားများမနေနဲ့သွားတားအတွက်စားစရာသွားယူပေးစမ်းအဲ့ဒီအချိန်မှာမေမေကထိုင်ကုန်ကနေထွက်ပြီးဖေဖေနာရွက်ကိုအတင်းဆွဲလိုက်ပါတယ်မှားပါပြီမိမယာကျွန်တော်မားပါပြီဖေဖေကတောင်းပန်ပြီးမှလွတ်လာပါတယ်သူကတုံတုံရင်ရင်နဲ့ကျွန်တော်ရှိကိုရောက်လာပြီးသားကနန်းပုတ်ဆုံပိုးကောင်စီးစီချောင်းစားမလားလို့မေးပါတယ်စားမယ်ကျွန်တော်ကဘာမဆိုစားတယ်အခုမှပဲညီလေးကဘသူစီကပြီးစေရတာလဲဆိုတာကျွန်တော်သိလိုက်ရတယ်သူကဖေဖေနဲ့တပုံစံနဲ့ပဲခဏကြာမှာတော့ဖေဖေကအနက်ရောင်ပလတ်စတစ်အိတ်ကိုစပွဲပေါ်တင်လိုက်ပါတယ်အထဲကနေတစီစီနဲ့အတန်တွေထွက်နေတာပေါ့ကျွန်တော်အိတ်ကိုအသားလေးဖွင့်ကြည့်လိုက်တော့လက်မလောက်ရှိတဲ့ပိုးကောင်ကြီးတွေဖြစ်နေပါတယ်အဲ့ဒီပိုးကောင်တွေကတကိုယ်လုံးနေရဲနေပြီးခြေလက်အစ်တွေကနှင်းစီပူစုံတွေလိုပဲကျွန်တော်တကောင်ကိုကောက်ယူပြီးခေါင်းနဲ့အမီးကိုလက်သေးနဲ့ဖြက်ကပါဇက်ထဲထည့်ဝလိုက်ပါတယ်အထဲကအရည်တွေကပါဇက်ထဲမှာပောက်ကွဲသွားတာကกินထားတဲ့ပိုးတုံးလုံးစားရတယ်လို့ပဲအရန်အရသာရှိတာပဲကျွန်တော်ကြိုက်တယ်လို့ကျွန်တော်ချီးကျူးလိုက်မိတယ်အဲ့ဒီအချိန်မှာကနန်းပစုံပိုးကောင်တွေရဲ့မျက်လုံးတွေထဲကနေအဝါရောင်အရည်တွေစီးကျလာပါတယ်သူတို့ကကျွန်တော်ရဲ့လုပ်ရက်ကြောင့်ကြောက်လန့်နေပုံရတယ်သူတို့ပုံစံကတကယ်ကိုကြောက်စရာကောင်းပြီးမျက်ရည်တွေကျနေတယ်လို့ပါပဲဒါကဘာလဲလို့မေးပြီးအဝါရောင်ရေကိုလက်နဲ့တို့ကမြည်ကြည့်လိုက်တဲ့အခါကျွန်တော်မျက်နှာမှာအံ့ဩဝမ်းသာတဲ့အရေးရောင်တွေပေါ်လာပါတယ်ကနန်းဦးရတာပဲတကယ်ကိုအမိုက်စားပဲသူတို့ကြောက်ရင်ဒီလိုရတာရှိတဲ့အရေးတွေထွက်လာတာလားဒါကိုတွေးပြီးတော့ကျွန်တော်ကအဲ့ဒီပိုးကောင်တွေရှိမှကပ်ပြီးပါဇက်ကိုဖျဲကရှာကိုထုတ်ပြလိုက်ပါတယ်တကယ်တရေမျက်နှာကြီးကိုသူတို့ရှိမှပြလိုက်တာပေါ့ပိုးကောင်တွေလည်းကြောက်လန့်တကြားနဲ့အဝါရောင်အရေးတွေအဲ့အပြင်ဘက်ထိစီးကြလာပြီးတချို့ဆိုရင်ကြောက်လွန်လို့ပွဲချင်းပြီးတေးကုန်ကြပါတော့တယ်ကောင်းလိုက်တာမင်းတို့ရောစားမလားလို့မေးပြီးမိသားစုဝင်တွေကိုလှည့်ကြည့်လိုက်ပါတယ်သူတို့အားလုံးတကိုယ်လုံးတုံနေကြပြီးကျွန်တော်ရဲ့ရက်ဆက်တဲ့လုပ်ရက်ကြောင့်ကြောက်နေကြပုံရတယ်မေမေတယောက်ပဲကျွန်တော်ကိုမျှော်လင့်ချက်အပြည့်နဲ့ကြည့်နေတာပါသူမကခေါင်းခါပြပြီးတောက်တောင်ကြီးပြုံးပြကသားအေးစစ်စစ်စားပါဘယ်သူမှလာမလို့ပါဘူးလို့ပြောပါတယ်ကျွန်တော်ကတော့စိတ်ကြိုက်စားတောင်းနေပေမဲ့တခြားသုံးနိုင်ငံကကိုယ်စားလှယ်တွေမှာတော့ဒီလိုစွမ်းရည်မျိုးမရှိကြပါဘူးအခုဆိုရင်ဂျပန်ကကိုယ်စားလှယ်မေချွန်းလေးကူဟာတကယ်ကိုတနာစရာကောင်းနေပါပြီသူဟာစပွဲအောက်မှာကွေးနေရပါတယ်
မျက်လုံးကြည်လင်နေတဲ့ဟာစကီခွေးကြီးကသူ့ရဲ့ထိုင်ကုန်နေရာမှာဝင်ထိုင်နေတာပါအခုဆိုရင်ဟာစကီကမိသားစုဝင်ဖြစ်သွားပြီးသူကတော့အိမ်ကခွေးတစ်ကောင်လိုဖြစ်နေပါပြီထမင်းစားပွဲရဲ့ဒုတိယအာဏာရှိတဲ့နေရာမှာထိုင်နေတဲ့ညီလေးကမေချွန်းလေးကိုပိုက်ဆာမှာဆိုးလို့ဆိုပြီးအစိမ်းရောင်အရေးတွေတုတ်ထားတဲ့ခွေးစားတဲ့အယိုးတစ်ချောင်းကိုပြစ်ပေးလိုက်ပါတယ်ဒါကိုမြင်တော့မေချွန်းလေးကူရဲ့စိတ်ထဲမှာတုန်လှုပ်သွားတဲ့စီကန်းချက်တဲ့အရာညီလေးရဲ့တောင်းဆိုချက်ကိုငြင်းလို့မရဘူးလေဒါပေမဲ့ဒီအယိုးကပုံမှန်စားစရာနဲ့လည်းမတူဘူးတကယ်လို့စားလိုက်ရင်ဘာဖြစ်မလဲဆိုတာမခံမနိုင်ဘူးသူဝေခွဲမရဖြစ်နေတော့မှပဲညီလေးရဲ့အရေးပြားပေါ်မှာအနက်ရောင်မြူခိုးတွေဖုံးလွှမ်းလာပြီးမျက်လုံးတွေကနီးရဲလာကထူးဆန်းတဲ့အပြုံးကြီးနဲ့ကြည့်နေပါတယ်အကူဘာလို့မစားတာလဲအယိုးကိုမကြိုက်တာလားဒါမှမဟုတ်ကျွန်တော်ကိုမကြိုက်တာလားအေးဆက်ဆက်စကလုံးတွေကြောင့်မေချွန်းလေးကိုတကူလုံးကြက်တိထားသွားပါတယ်သူကငုံမဲမဲမျက်နှာနဲ့စားပါမယ်လို့ပြောပြီးအယိုးကိုကိုက်လိုက်တဲ့အခါပြင်းထန်တဲ့မုံမြင့်စိမ်းရတာကြီးကသူ့ပါဆက်ထဲမှာပြန့်နှံ့သွားပါတော့တယ်ဂျပန်ကိုယ်စားလှယ်မေချွန်းလေးကူဟာအဆုတ်ထဲအထိအခိုးငွေတွေဝင်ပြီးအလူးလဲချောင်းဆိုးနေရပါတယ်ဟာအကိုကတုံးလိုက်တာလို့ညီလေးကလက်ခုပ်တီးပြီးလှောင်ပြောင်းနေတယ်အဲ့ဒီအချိန်မှာမေမေကခေါင်းငုံကြည့်ပြီးသူမရဲ့အေးဆက်ဆက်အကြည့်တွေကညီလေးစီမှာရက်သွားပါတယ်ဒါတောင်းပန်လိုက်ဒီစကားကိုကြားတော့မေချွန်းလေးကူကမေမေဟာသူ့ဘက်မှာရှိနေပြီးညီလေးကိုအနိုင်ကျင့်ခွင့်မပေးဘူးလို့ထင်ပြီးဝမ်းသာသွားတယ်ငါ့ကိုအမြန်တောင်းပန်ဆန်းတုံးတဲ့ညီလေးလို့သူကအတက်တရောပြောလိုက်မိတယ်ဒါဘာလို့မတောင်းပန်သေးတာလဲမင်းမျက်လုံးထဲမှာငါ့ကိုမေမေလို့မမြင်တော့ဘူးလားမေမေကထပ်ပြောပါတယ်ညီလေးကဘာမှမလုပ်သေးခင်မှာပဲဒေါသထွက်နေတဲ့မေမေကမေချွန်းလေးကူရဲ့ဘောင်းပီဆော့ကိုဆွဲပြီးဆိုဖာနာကိုဆွဲခေါ်သွားပါတယ်စူးတွေပါတဲ့နှင်းတန်လေးကိုထုတ်လိုက်တဲ့အခါမေချွန်းလေးကူရဲ့ကိုယ်ပေါ်မှာတွေးတွေချင်းချင်းညီသွားပြီးသူ့ရဲ့အော်တန်ဟာအဲခန်းတစ်ခုလုံးပြန့်နှံ့သွားပါတော့တယ်ဖေဖေကတော့ဘာကူမှဂယုမဆိုင်ပဲထမင်းကိုပဲငုံစားနေတယ်ညီလေးကတော့မေချွန်းလေးကူတကယ်တနာစရာကောင်းနေတာမြင်တော့စိတ်လူသွားပုံရတယ်မေမေမရိုက်ပါနဲ့တော့သူကကျွန်တော်အကိုအရင်ပဲဟာကျွန်တော်ပဲဆုံးမလိုက်ပါမယ်လို့ပြောပြီးနှင်းတန်ကိုယူလိုက်ပါတယ်အေးငါတီဗီကြည့်တာကိုလာမနောက်ရှက်နဲ့လို့မေမေကပြောပြီးနှင်တန်ကိုပေးလိုက်တယ်ညီလေးကမေချွန်းလေးကူကိုခွေးတေတကောင်လိုဆွဲခေါ်သွားပြီးအကိုဒဏ်ရာရနေတာပဲကျွန်တော်ဆေးထည့်ပေးမယ်နော်သူကစားထုတ်တထုပ်ကိုထုတ်ပြီးမေချွန်းလေးကူရဲ့တောင်းပန်မှုတွေကိုဂယုမဆိုင်ပဲဒဏ်ရာတွေပေါ်ကိုအကုန်ပုံချလိုက်ပါတယ်မေချွန်းလေးကူဟာနာကျင်လုံးလို့တတိလစ်သွားတဲ့အထိပါပဲအဲ့ဒီနောက်ညီလေးကနှင်တန်နဲ့ထက်ရိုက်လိုက်တာကြောင့်ကြောရိုးတောင်ကျိုးသွားမတက်နာကျင်ပြီးတတိပြန်ဝင်လာရပြန်တဲ့ညီလေးကမေမေထက်တောင်ပိုပြီးရက်ဆက်နေပါတယ်မေမေပဲရိုက်တာခံပါတော့မယ်လို့မေချွန်းလေးကူကအော်ဟစ်နေတော့မှပဲတကားပွင့်သွားပြီးမျက်လုံးကြည်လင်နေတဲ့ဟာစကီရာခွေးကြီးရောက်လာပါတယ်မေချွန်းလေးကူရဲ့တနာစရာပုံစံကိုမြင်လိုက်ရတဲ့အခါဟာစကီရဲ့ခန္ဓာကိုယ်ဟာရုတ်တရက်ကြီးထွားလာပြီးအရည်ပြားတွေကွဲအပ်ကအထဲကနေဘီလူးတစ်ကောင်ထွက်လာတော့မဲ့အတိုင်းပါပဲဖြစ်ဖြစ်အကိုနဲ့ခွေးကြီးကကျွန်တော်ကိုအနိုင်ကျင့်နေကြတယ်လို့ညီလေးကငိုပြီးអော်လိုက်ပါတယ်အဲ့ဒီအချိန်မှာလေးလံတဲ့ခြေတံကြီးတွေနဲ့အတူတန်ချေးတက်နေတဲ့ဓာမကြီးကိုကင်ပြီးမေမေပြေးဝင်လာပါတယ်သူမရဲ့မျက်နှာမှာအကြောတွေထောင်နေပြီးတကိုယ်လုံးမှာအဝါရောင်စင်းကြောင်းတွေပေါ်လာပါတယ်ဒါချက်တစ်ချက်မှတင်ဟာစကီဟာအသက်ခံလိုက်ရပါတယ်ဒါလေးမငုံနဲ့တော့နော်လို့မေမေကညီလေးကိုချော်ပြီးနောက်မေချွန်းလေးကူကိုခွေးတေတကောင်လိုဆွဲခေါ်သွားပြီးအဲခန်းတောင်းကခွေးအိမ်ထဲကိုပစ်ထည့်လိုက်ပါတယ်အိမ်မှာခွေးတကောင်တော့အမြဲရှိနေဖို့လိုတာပဲလို့ပြောလိုက်တဲ့အခါမေချွန်းလေးကူရဲ့ခန္ဓာကိုယ်ဟာစတင်ပြောင်းလဲလာပြီးအရည်ဓာတ်တွေကအဝါနဲ့အဖြူရောင်တန်းလာကလက်တွေခြေတွေကခွေးခြေထောက်တွေဖြစ်သွားပါတော့တယ်မကြခင်မှာပဲခွေးအိမ်ထဲမှာအကီတာအခေတာခွေးလေးတကောင်ဖြစ်သွားပြီးခွေးဟောင်တန်ထွက်ပေါ်လာတဲ့အခါဂျပန်နိုင်ငံရဲ့ live cycling ကြီးဟာအနက်ရောင်ပြောင်းသွားပါတော့တယ်ဂျပန်ကိုယ်စားလှယ်မေချွန်းလေးကူတည်ဆုံသွားပါပြီးထူးဆန်းဖြစ်ရဲ့ကဘာကြားရောက်လာပါတော့မည်ဆိုတဲ့အတန်ကြီးဟိတ်ထွက်လာပါတယ်ဂျပန်နိုင်ငံသားတွေကတော့ဒီအမိုက်ကောင်မေချွန်းလေးကူကြောင့်ငါတို့နိုင်ငါတော့သွားပြီလို့ဝိုင်းဆဲနေကြပါတယ်ကျွန်တော်ဘက်မှာတော့ထမင်းစားပြီးလို့ပြင်းနေတာနဲ့ဆိုဖာပေါ်မှာကွေးနေတဲ့ဟာစကီကိုသတိထားမိလိုက်တယ်ကျွန်တော်ကလေကြုံပြီးညီလေးစီကငှားထားတဲ့မြေပဲရုပ်လေးကိုပြစ်ပေးလိုက်ပါတယ်ဟာစကီကမြေပဲရုပ်ကိုမြင်တော့ဝမ်းသာအားရနဲ့ခုန်ဖမ်းပြီးကျွန်တော်စီပြန်ယူလာပေးပါတယ်အဲ့ဒီနောက်ကျွန်တော်ဘောင်းပီစာကိုဆွဲပြီးထပ်ပစ်ပေးဖို့ပူစာနေတာပေါ့ကျွန်တော်လည်းစိတ်ဝင်စားသွားပြီးမြေပဲရုပ်ကိုအားနဲ့ပစ်လိုက်တဲ့အခါဟာစကီကလေထဲမှာခုန်ဖမ်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟာစကီကအရန်စိတ်လှုပ်ရှားသွားပြီးဆိုဖာပေါ်မှာတင်စီးသွားချလိုက်ပါတော့တယ်ခွေးတကောင်အတွက်ဒါဟာအမြင့်ဆုံးပျော်ရွှင်မှုဖော်ပြချက်ပါပဲဒါပေမဲ့ဆိုဖာနောက်ွယ်မှာတော့မုန်းတီးနေတဲ့မျက်လုံးတစ်စုံကဒါကိုစောင့်ကြည့်နေပါတယ်တောက်အခွင့်ရေးရပြီငါကစားစရာကိုလူတဲ့အကိုကြီးမင်းတော့သွားပြီးညီလေးကအော်ကိုပြင်လိုက်စင်ပါပဲကျွန်တော်ကအရင်ဦးအောင်អော်လိုက်ပါတယ်မေမေညီလေးကမြင့်တက်သွားတဲ့သူတိုင်းမလို့လုံနေတာကိုကျွန်တော်ကအရင်ဦးအောင်ဘာလို့တိုင်ရတာလဲကျွန်တော်ကဆိုဖာကိုညွှန်ပြပြီးမေမေညီလေးကဆိုဖာပေါ်မှာစီးသွားလိုက်တယ်မိဖို့ချောင်တွေကထွက်လာတဲ့မေမေဟာဆူဆွနေတဲ့ဆိုဖာကိုမြင်တော့မျက်နှာကြီးပုံပြတ်သွားပါတော့တယ်သူမကဟာစကီနဲ့ညီလေးကိုအလှည့်ကျစိုက်ကြည့်နေပါတယ်ဟာစကီကတော့ဘာမှမသိသလိုရှာလေးထုတ်ပြီးထိုင်နေတဲ့အချိန်မှာဆိုဖာနောက်မှာပုံနေတဲ့ညီလေးကတော့အပြစ်လုပ်ထားတဲ့လူလိုတုံရင်နေပါတယ်မေမေကတော့သူမလိုချင်တဲ့အဖြေကိုရသွားပါပြီသူမကညီလေးစီလျှောက်သွားပြီးဒါမင်းလောက်တာလားညီလေးကဗီဇအရာခေါင်းခါပြပေမဲ့ဒီကိစ္စကငါခေါင်းပေါ်ဘယ်လိုရောက်လာတာလဲလို့သူစိတ်ထဲကအော်နေတော့မှပဲဖြန်းဆိုတဲ့လက်ဝါးရိုက်တန်ကြီးထွက်လာပါတယ်သူ့ပါပေါ်မှာလက်ဝါးရကြီးထင်သွားတာပေါ့ညီလေးမိမရှိမှာဘာလို့လိန်တာလဲလို့ပြောပြီးကျွန်တော်ကညီလေးရဲ့ညာဘက်ပါကိုပါနောက်တစ်ချက်ထည့်ရိုက်လိုက်ပါတယ်ညီလေးမိမရှိမှာဘာလို့စကားနာခံတာလဲအခုတော့ညီလေးရဲ့ပါးနှစ်ဖက်လုံးညီတူညီမျှဖောင်းတက်သွားပါပြီသူကတော့ငိုယိုပြီးကျွန်တော်မှားပါပြီလို့တောင်းပန်နေရပါတယ်ဒါပေမဲ့မေမေကခွင့်မလွတ်ပါဘူးသူမကညီလေးရဲ့နေရက်ကိုဆွဲပြီးအခန်းထဲခေါ်သွားပါတယ်ကျွန်တော်လည်းအနောက်ကလိုက်သွားတာပေါ့မေမေကဖက်နှက်နဲ့ညီလေးရဲ့တင်မကိုတပြန်းပြန်းရိုက်နေပေမဲ့ညီလေးကတော့အော်ယုံပဲအော်နေပြီးဘာမှမဖြစ်တယ်လို့ပါပဲဒါဟာဆုံးမရမရောက်ဘူးလေအကိုတယောက်အနေနဲ့ညီလေးလမ်းမမရောက်အောင်ကျွန်တော်ကနှင်းနယ်လေးကိုကမ်းပေးလိုက်ပါတယ်မေမေ
ဒါလေးနဲ့ရိုက်ပါဒါကကင်လို့ပိုကောင်းတယ်မေမေကခဏမင်သက်သွားပြီးကျွန်တော်ကိုကြည့်ပါတယ်သားဒီနေနန်ကစူးတွေနဲ့ဆိုတော့ညီလေးတန်ရရကုန်မှာပေါ့မေမေကအဲ့ဒီလိုပြောတော့ကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားသွားရပါတယ်မေမေကတကယ်ကိုသားသမီးပေါ်စဉ်းစားပေးတာပဲမေမေစိတ်မပူပါနဲ့ဒီနေနန်ကိုကျွန်တော်စားရည်နဲ့စိန်ထားတာမို့လို့ရိုက်ရင်းနဲ့ညီလေးရဲ့တန်ရကိုတခါလဲပိုးသက်ပေးပြီးသားဖြစ်မှာပါလို့ပြောလိုက်ပါတယ်နောက်ဆုံးတော့ညီလေးရဲ့မုန်းတီးနေတဲ့အကြည့်တွေကြားမှာကျွန်တော်ကျဉ်နဲ့စွာနဲ့အခန်းထဲကထွက်လာခဲ့ပါတယ်အထက်ကနှင်းတန်တန်တွေကိုညီလေးကြိုက်နှစ်တက်လိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အပြင်ရောက်တော့ကျွန်တော်ခွေးခေါ်တန်လေးခြုံလိုက်ပါတော့တယ်ဟာစကီရခွေးကြီးကကျွန်တော်ကိုကယ်တင်ပေးခဲ့တာကိုသိနေတဲ့အတိုင်းကျွန်တော်ရင်ခွင်ထဲကိုခုံဝင်လာပါတယ်အဲ့ဒီအချိန်မှာပဲလေးလံတဲ့တကားခောက်တန်ကြီးကကျွန်တော်နဲ့ဟာစကီရဲ့ကစားချိန်ကိုလာပြီးနှောက်ယှက်ပါတော့တယ်ဟာစကီကတကားမဖွင့်ဖို့သတိပေးတဲ့အနေနဲ့အတန်လေးလေးနဲ့ဟောင်းနေတယ်ရပါတယ်ငါ့ကိုပဲကြည့်ထားလို့ပြောပြီးကျွန်တော်တကားစီလျှောက်သွားလိုက်တယ်တကားကမှန်ပီလူကနေကြည့်လိုက်တော့အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ရက်နေတာကိုတွေ့ရတယ်ကျွန်တော်ရောက်လာတာကိုသူသိနေတဲ့အတိုင်းတကားခောက်တန်ကပိုပြီးပြင်းထန်လာပါတယ်ဘာတူလဲနာမည်ပြောစမ်းလို့ကျွန်တော်ကစိတ်မရှိစွာနဲ့အော်မေးလိုက်တယ်ဒီလိုတကားကိုတရုံတုံခောက်နေတဲ့လူတွေကိုကျွန်တော်အမုန်းဆုံးပဲကိစ္စရှိရင်တကားကိုကန်ပြီးဝင်လာရုံပဲလေပါလို့ဒီလောက်အားနာနေတာလဲငါပါအင်းကြီးချင်း1 01ပါမင်းမေနဲ့ကိစ္စရှိလို့တကားဖွင့်ပေးပါဦးအပြင်ကနေဖော်ရွေတဲ့အတန်ကြီးထွက်လာတယ်ဒါပေမဲ့စီကန်းချက်9မှာညဘက်ဆိုရင်အင်းကြီးချင်းကိုလုံးဝပေးမဝင်ဖို့ပြောထားတာကိုကျွန်တော်ကတေလူမျက်လုံးကိုတစ်ချက်လှည့်လိုက်ပြီးအကြံတစ်ခုရသွားပါတယ်1ခွေးဦးကြီး1မင်းကမေမေနဲ့ဘာကိစ္စရှိလို့လဲအပြင်ဘက်ကနေကြောက်စရာကောင်းတဲ့တွားချိတ်တန်ကြီးထွက်လာပြီးခဏအကြာမှာတော့သူကစိတ်ထိန်လိုက်ပုံရတယ်မင်းမေမေကငါ့ကိုဖဲကစားဖို့ခေါ်ထားလို့ပါငါကသူမရဲ့ဖဲကစားဖို့ကောင်းတဲ့အော်ဒါဆိုရင်အပြင်မှာတွားကစားကြလေဗျာအိမ်ထဲမှာကစားရင်ကျွန်တော်ညီလေးလမ်းမရောက်ကုန်မှာပေါ့စိတ်မပူပါနဲ့တူလေးဟာငါတို့ကစားရင်တကားပိတ်ထားမှာပါပြီးတော့မင်းဖေတောင်ဘာမှမပြောတာကိုမင်းကဘာလို့ဒီလောက်စကားများနေတာလဲအပြင်ကဝင်ကြီးကစိတ်မရှိတော့ပါဘူးသူတကားကိုထပ်ခောက်ဖို့လုပ်နေတော့မှပဲကျွန်တော်ကတကားကိုရုတ်တရက်ဖွင့်လိုက်ပါတယ်ဝင်ကြီးဘာမှမတုံ့ပြန်နိုင်ခင်မှာပဲကျွန်တော်ကအားရပါရပါရိုက်ချက်နှစ်ချက်ကိုကျွေးလိုက်ပါတော့တယ်စီကန်းချက်9မှာသူ့ကိုပေးမဝင်ဖို့ပဲပြောထားတာလေတကားဖွင့်ပေးလို့မရဘူးလို့မပြောထားဘူးမဟုတ်လားပါရိုက်ခံလိုက်ရလို့ကြောင်သွားတဲ့ဝင်ကြီးစကားမပြောနိုင်ခင်မှာပဲကျွန်တော်ကတကားကိုဝုန်းကနေပြန်ပိတ်လိုက်ပါတယ်အဲ့ဒီနောက်အပြင်ဘက်ကနေတကားကိုအမြောက်နဲ့ပစ်တယ်လို့တလုံးလုံးထူရိုက်တန်တွေထွက်လာပြီးတကားမှာချိုင်းခွက်တွေတောင်ဖြစ်သွားပါတယ်မင်းကိုငါတတ်မယ်လို့ဒေါသထွက်နေတဲ့ဝင်ကြီးကအော်ဟစ်နေတယ်ကျွန်တော်ကတော့စိတ်နှောက်ယှက်ဖြစ်လာတာနဲ့တကားကိုထပ်ဖွင့်လိုက်ပြီးတေလူမျက်လုံးနဲ့စိုက်ကြည့်ကဟေ့လူဘာတွေအော်နေတာလဲပါရိုက်ခံချင်လို့လားဝင်ကြီးကအထဲကိုအတင်းတိုးဝင်ဖို့ကြိုးစားတဲ့အခါသူ့ကိုကြိုဆိုလိုက်တာကတော့အားအင်ပြင်းနဲ့နောက်ထပ်ပါရိုက်ချက်နှစ်ချက်ပါပဲမင်းကကိုရိုက်ရဲတယ်ပေါ့ဝင်ကြီးကသူ့ရဲ့ဖောင်းတက်နေတဲ့ဘားကိုကင်ပြီးမုန်းတီးမှုတွေနဲ့စိုက်ကြည့်နေပါတယ်သူတကယ်ကိုဒေါသထွက်သွားပါပြီမင်းရဲ့ရင်နောက်တစ်ချက်ထက်ရိုက်ကြည့်စမ်းမင်းကတောင်းဆိုနေမှတော့ကျေးဇူးတင်စရာမလိုပါဘူးလို့ပြောပြီးကျွန်တော်ရိုက်ဖို့ပြင်လိုက်စင်ပါပဲအနောက်ကနေခြေတံတွေကြားလိုက်ရတယ်ဘသူကငါတို့အိမ်ရောက်ဝင်းထဲမှာလာပြီးတောင်းကျမ်းနေတာလဲတည်ချင်လို့လားလုံခြုံရေးဝန်ထမ်းရဲ့လက်နေတမီအလင်းရောင်ကလှေကားထစ်တွေစီရောက်လာပါတယ်မင်းမှတ်ထားလိုက်ဒီကိစ္စမပြီးသေးဘူးလို့ပြောပြီးဝင်ကြီးဟာအရှက်ရစွာနဲ့ထွက်ပြေးသွားပါတော့တယ်စိတ်ပြက်စရာပဲငါကမင်းကိုအထဲခေါ်ပြီးကစားမလို့ဟာကိုကျွန်တော်ခေါင်းခါပြီးတကားပိတ်လိုက်တဲ့အပြင်ကဘာကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပုံရတဲ့တစ်ချိန်တည်းမှာပဲရုရှားကိုယ်စားလှယ်အီဗန်နော့ဖ်ယေဗလဘက်မှာတော့ပြဿနာတက်နေပါပြီသူကဆိုဖာပေါ်မှာမေမေနဲ့အတူ TV ထိုင်ကြည့်နေတာပါအစောပိုင်းကထမင်းဆက်ပွဲမှာသူ့ရဲ့စွမ်းရည်ကိုသုံးပြီးညီလေးစီကနေဒုတိယနေရာကိုလူယူနိုင်ခဲ့ပေမဲ့မေမေတိုက်တဲ့ဟင်းရည်တွေကိုတောက်ပြီးနောက်မှာတော့သူ့ခန္ဓာကိုယ်ကပုံမှန်မဟုတ်တော့ပါဘူးအနက်ရောင်အဆက်ပြောက်တွေကသူ့ရဲ့ဘဲဘက်လက်နဲ့ခြေထောက်တွေကိုဝါမြုပ်နေပြီးခန္ဓာကိုယ်တဝက်လောက်ညှဉ်းညမ်းသွားပါပြီသားဘသူလာတာလဲတွားကြည့်လိုက်ဦးမေမေက TV ကနေအကြည့်မလွဲပဲပြောလိုက်ပါတယ်။ Ivanov ကခက်ခက်ခဲခဲနဲ့တကားစီလျှောက်သွားပြီးကြည့်လိုက်တော့အိမ်ကြီးချင်း1 01ကိုတွေ့ရတယ်ငါပါ။အိမ်ကြီးချင်း1ပါမင်းမေမေနဲ့ဖဲကစားဖို့လာတာဒါကိုကြတော့ Ivanov ကဆိုဖာဘောကမေမေကိုလှမ်းကြည့်လိုက်တဲ့အခါမေမေကအေးဆက်ဆက်အကြည့်တွေနဲ့စိုက်ကြည့်နေပါတယ်။ဘာတူလဲ Ivanov ကတော့စွန့်သွားတဲ့စီကန်းချက်9အရာညဘက်ဆိုရင်အိမ်ကြီးချင်းကိုပေးမဝင်ရဘူးလေဒါပေမဲ့မေမေကိုပြောဖို့စင်ကြေလဲရှာမတွေ့ဘူးဖြစ်နေတယ်။တကားခောက်တန်ကပိုပြင်းထန်လာပြီးမေမေ TV ကြည့်တာကိုအနှောက်အယှက်ဖြစ်လာပါတယ်သား။ဘသူလဲလို့မေးနေတယ်လေမေမေတန်ကမနှူးညံ့တော့ပါဘူး။ Ivanov ဘာမှမလုပ်နိုင်ခင်မှာပဲမေမေကဆိုဖာပေါ်ကထလာပြီးတကားစီလျှောက်သွားကဖွင့်လိုက်လို့အမိန့်ပေးပါတယ်။ Ivanov လည်းကြောက်ကြောက်နဲ့တကားဖွင့်ပေးလိုက်ရတယ်မင်္ဂလာပါမေမေ။ခင်မုန်းဖြစ်သူအိမ်မှာရှိပါသလားဝင်ကြီးကတကားဝမှာရက်ပြီးမေးပါတယ်ရှိတာပေါ့မေမေကထူးဆန်းတဲ့အပြုံးကြီးနဲ့ပြုံးပြကသူမရှိရင်ဖဲကစားရတာပြင်းစရာကောင်းနေမှာပေါ့ဝင်လာခဲ့လေ။ငါတို့ရဲ့ကစားပွဲကိုဘာကမှလာပြီးမနှောက်ယှက်နိုင်ပါဘူး။ဝင်ကြီးနဲ့မေမေတို့အခန်းထဲလက်တွဲပြီးဝင်သွားတာကိုကြည့်ပြီး Ivanov ဟာမြင့်တက်နေုံပဲတက်နိုင်ပါတယ်ဖေဖေလည်းအထဲမှာရှိနေတာပဲကိုဒီလောက်တောင်ပွင့်လင်းနေတာလားတကားပိတ်သွားပြီးနောက်အထဲမှာတိုက်ပွဲကအရန်ပြင်းထန်နေပုံရတယ်ဒါဟာမိသားစုဆက်ဆံရေးပြပြတော့မဲ့နိမိတ်ပါပဲဟာစကီကတော့သူ့ဘေးမှာထိုင်ပြီးတခုခုကိုတတိပေးခြင်းတဲ့ပုံစံနဲ့အဆက်မပြတ်အော်ဟောင်းနေပါတယ်အဲ့ဒီအချိန်မှာတကားကဝုန်းကနေပွင့်ထွက်သွားပြီးဖေဖေဟာအရှက်ရစွာနဲ့အခန်းထဲကနေမောင်းထုတ်ခံလိုက်ရပါတယ်ဖေဖေကမိဖို့ကြောင့်တဲ့ကိုပြေးဝင်သွားပြီးခဏအကြာမှာတော့ဓာတ်တလက်ကိုကင်ပြီးအခန်းထဲကိုပြန်ပြေးဝင်သွားပါတော့တဲ့အထဲကနေတိုက်ခိုက်တန်တွေထွက်လာပြီးခဏအကြာအာမာတော့ငိမ့်သက်သွားပါတယ်ဖေဖေတော့သွားပြီလားမသိဘူးအီဗန်နော့ဖ်ကကြောက်ကြောက်နဲ့အခန်းတကားဝက်ကိုတွားကြည့်လိုက်တဲ့အခါအထဲမှာတော့အရာအလုံးပျက်စီးယူရင်းနေပါပြီတွေးချင်းချင်းနေတဲ့ဖျဲသီးနှလုံးခေါင်းနှလုံးဟာ Ivanov ရဲ့ခြေရင်းကိုလိမ့်ကျလာပါတယ်ဟာ
ဖေဖေကဒီလောက်တောင်တက်တိရှိတာလားသူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲဖေဖေကဓမ္မကြီးကိုကင်ပြီးသူ့စီပြေးဝင်လာပါတယ်ဖေဖေမျက်လုံးတွေထဲမှာတွေးဆနေတဲ့အရေးအယောင်တွေနဲ့အတူမင်းကငါသားမဟုတ်ဘူးလို့ဟိန်းဟောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာတုံးတဲ့ဟာစကီခွေးကြီးကအီဗန်နော့ရှေ့ကနေကာကွယ်ပေးလိုက်လို့ဓာတ်ချက်ကခွေးကိုပဲထိသွားပြီးအီဗန်နော့ရဲ့မျက်နှာပေါ်သွေးတွေဆင်းကုန်ပါတယ်ခွေးလေးအီဗန်နော့ဟာသွားကိုကြိတ်လိုက်မိတယ်ဒီခွေးနဲ့သူနဲ့ဆက်ဆံရေးတိတ်မကောင်းပေမဲ့ဟာစကီကသူ့အတွက်အသက်ပေးသွားတာကိုဒါကသူ့ကိုတကယ်ပဲဒေါသထွက်စေခဲ့ပါတယ်စီကန်းချက်တွေကိုချိုးဖောက်ရမယ်ဆိုရင်တော့သူဟာဟာစကီအတွက်ကလစ်စားချပေးရပါမယ်အဲ့ဒီအချိန်မှာသူ့ရဲ့အဆင့်စွမ်းရည် Miracle Walker ဟာပောက်ကွဲထွက်လာပြီး Ivanov ဟာအလင်းတန်းတွေကြားမှာပုံစံတစ်ခုပြောင်းလဲသွားပါတယ်စပင်ကအလဲခွဲဝစ်စုံကဘောင်းဘီတိုနဲ့နေမင်းကြီးလိုတောက်ပတဲ့အလင်းလုံးလေးတွေကသူ့ရဲ့လက်နက်တွေဖြစ်လာပါတယ်ဒါကတော့သူ့ရဲ့ပစ္စမမြောက်ပုံစံ Confirm Phoenix ပါပဲငါ Ivanovဒီနေ့မင်းကိုအဖြစ်ပေးမယ်လို့ပြောပြီးတာနဲ့အလင်းတန်းတွေတောက်ပသွားပြီး live screen ကြီးဟာအနက်ရောင်ပြောင်းသွားပါတော့တယ်နောက်ဆုံးအချိန်မှာရုရှားနိုင်ငံသားတွေမြင်လိုက်ရတာကတော့သွေးစွန်းနေတဲ့လက်သေးကြီးတွေပဲဖြစ်ပါတယ် Ivanov တေဆုံးသွားပါပြီသူဘယ်လိုတေသွားလဲဆိုတာတော့ဘယ်သူမှမမြင်လိုက်ရပါဘူးဒါမဖြစ်နိုင်ဘူး Ivanov ကငါတို့နိုင်ငံရဲ့အတော်ဆုံးစစ်တီတော်တယောက်လေရုရှားနိုင်ငံသားတွေကတော့မျှော်လင့်ချက်မဲ့နေကြပါပြီဒါပေမဲ့ရုရှားအစိုးရကတော့ငကားနိုင်ငံနဲ့လှုပ်ဝက်ပူးပေါင်းမှုစူးစမ်းနေကြပါတယ်နဂါးနိုင်ငံရဲ့ထူးဆန်းဖြစ်ရဲ့ကဘာမှာတော့အခြေအနေတစ်ခုပေါ်လာပါတယ်။နဂါးနိုင်ငံအာဏာပိုင်တွေကကျွန်တော်ကို Ivanov ဘာဖြစ်သွားလဲဆိုတာသတိပေးချက်ပေးပို့ခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်မိသားစုဆက်ဆံရေးပြပြတာဟာဖေဖေကိုတောင်းကျမ်းစေတယ်ဆိုတာသိတာပါတယ်။ဒါဟာစီကံချက်9ကိုအပြည့်အဝချိုးဖောက်မိလို့ပါပဲ။စီကံချက်6မှာလည်းမိမိတငယ်ချင်းနဲ့ပတ်သက်ပြီးသတိပေးထားတာကြောင့်ကျွန်တော်ဟာမိသားစုဆက်ဆံရေးကိုတည်ငြိမ်အောင်ထိန်းသိမ်းရပါမယ်။ဒါပေမဲ့ဒီအိမ်မှာအင်အားကအဆင့်တန်းပါပဲဘာလို့တောင်းကျမ်းနေတဲ့ဖေဖေကအိမ်ကြီးချင်းဝန်နဲ့မိမိကိုပါတတ်နိုင်တာလဲ။ဖေဖေပြောတဲ့စကားတွေကရောဘာကိုဆိုလိုတာလဲ။ကျွန်တော်ကတေလူမျက်လုံးနဲ့စဉ်းစားနေမိတယ်ဒီလိုလှုပ်ဝက်ချက်တွေကိုဖော်ထုတ်ရတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီအချိန်မှာပဲဝရန်ဒါတင်းပေါက်ကနေထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရတဲ့ခွေးအိမ်ထဲမှာအိတ်နေတဲ့ဟာစကီကမျက်လုံးတစ်ချက်ဖွင့်ကြည့်ပြီးပြန်အိတ်သွားပါတယ်ကျွန်တော်ကဝရန်ဒါနာလျှောက်သွားလိုက်တဲ့စီကန်းချက်30မှာညဘက်တင်းပေါက်နားမသွားဘူးပြောထားပေမဲ့တင်းပေါက်ကနေလူလေးတစ်ခုဝင်လာပါတယ်ဟဲငါညဘက်ခိုးဝင်လာမယ်လို့မထင်ထားဘူးမလားလှပရဲ့မေမေကြီးရေငါတို့ပြောပပကစားကြတာပေါ့အိမ်ကြီးချင်းဝင်ကြီးဟာအိမ်ထဲရောက်တော့အရန်စိတ်လှုပ်ရှားနေပြီးအိတ်ခမ်းမစီကိုသွားဖို့ပြင်နေပါတယ်ဒါပေမဲ့သူ့ကောင်းပုံမှာလူတယောက်ပင်ကူလိုကတ်နေတာကိုသူမသိပါဘူးကျွန်တော်ကသူ့ရှိမှစောက်ထိုးဆင်းလာပြီးတေလူမျက်လုံးနဲ့စိုက်ကြည့်တာကြောက်စရာကောင်းတဲ့အပြုံးကြီးနဲ့ပြုံးပြလိုက်ပါတယ်တရေကြီးဝင်ကြီးဟာကြောက်လက်တကြားနဲ့လဲကျသွားပါတော့တယ်ဟဲ့လူမင်းလဲခိုးဝင်လာတာလားဒါဆိုရင်ငါတို့3ယောက်ဖဲကစားကြမလားလို့သူကတုံရင်ရင်နဲ့မေးပါတယ်လာရောင်ကကျွန်တော်မျက်နှာပေါ်ကျလာတဲ့အခါကျွန်တော်ရဲ့အပြုံးကပိုပြီးကြောက်စရာကောင်းလာပါတယ်ဝမ်ခွေးဦးကြီးဝမ်မင်းဘသူကိုတူလေးလို့ခေါ်နေတာလဲငါကမင်းဖေရဲ့တခင်ဟောင်းလေးမင်းအဖေငါချေရင်မှာခွေးလိုဝတ်နေတော့ကမင်းမမွေးသေးဘူးထင်တယ်လို့ကျွန်တော်ကဝမ်းနေစရာအတန်ကြီးနဲ့ပြောလိုက်ပါတယ်မင်းဖေကမင်းကိုအညစ်အကြေးတွေကျွေးပြီးကျွေးခဲ့တာလေအခုတခင်ကိုမြင်တော့ဒူးမထောက်ဘူးလားဝင်ကြီးကဒေါသထွက်ပြီးမင်းကအင်တာထဲမှာထမင်းစားရတာကြိုက်တာကိုဘယ်လိုသိတာလဲလို့အော်ဟောက်ပါတော့တယ်သူအော်လေးကျွန်တော်ကပို့ပြီးကြဲကြဲအော်လေးပါပဲငါကစေတနာနဲ့လိညာပေးနေတာကိုမင်းကဘာလို့မယုံတာလဲလို့ပြောပြီးကျွန်တော်ဝင်ကြီးရဲ့ခြေထောက်ကိုကိုင်းကပဲပြန်လွှဲရိုက်ပါတော့တယ်ဝင်ကြီးကအယုတ်တစ်ခုလိုကျွန်တော်လက်ထဲမှာကစားစရာဖြစ်နေတာပေါ့အော်ဆန်းကြဲအော်ဆန်းဘသူမှမင်းကိုလာမကယ်နိုင်ဘူးထောင်းကဟာစကီကတော့နားကြီးတာနဲ့သူ့ခွေးအိမ်တကားကိုသူကိုယ်တိုင်ပိတ်ပြီးပြန်အိတ်သွားပါတယ်နဂါးနိုင်ငံရဲ့လဲမှာတော့လူတွေမင်တက်နေကြပါပြီဘသူကဝိညာဉ်ဆိုးလဲတောင်မသိတော့ဘူးနဂါးနိုင်ငံရဲ့အစင်းမြင့်ကုတ်ကဲမှုရုံမှာလဲကျွန်တော်အကြောင်းကိုဘာသတင်းချက်လက်မှရှာမတွေ့လို့အံ့ဩနေကြပါတယ်ကျွန်တော်ကတော့နဖူးကချွေးကိုတုတ်လိုက်ပြီးတည်သွားတဲ့ဝင်ကြီးကိုကြည့်ကကျေနပ်နေမိတယ်အဲ့ဒီနောက်ကျွန်တော်မျက်လုံးထဲမှာလောဘအရေးရောင်တွေပေါ်လာပြီးဝင်ကြီးရဲ့အလောင်းကိုမိဖို့ချောင်းထဲကိုဆွဲခေါ်သွားပါတော့တယ်ခဏအကြာမှာတော့ကျွန်တော်ဟာကျမ်းပြင်ပေါ်ကအလောင်းကိုအပိုင်းပိုင်းဖြတ်ပြီးတေးသက်စွာစီမံလိုက်ပါတယ်အသား30တုံးတီတီကိုစနစ်တကျစီထားပြီးတဲ့အချိန်မှာဗိုက်စာနေတဲ့ညီလေးကကျွန်တော်နောက်မှာရောက်လာပါတယ်မင်းဘယ်သူလဲညီလေးကကြောက်လက်တကြားမေးပါတယ်အမောင်ထဲမှာမို့လို့သူကျွန်တော်ကိုတေချာမမြင်ရပါဘူးကျွန်တော်ကခေါင်းကို180ဒီဂရီလှည့်လိုက်ပြီးညီလေးမင်္ဂလာပါလို့ပြုံးပြလိုက်တဲ့အခါတရေကြီးညီလေးဟာအော်ဟစ်ပြီးအိတ်ခမ်းမစီပြေးသွားပါတော့တယ်ဖေဖေမေမိဖို့ကြောင့်ထဲမှာတရေရှိနေတယ်မိသားစုဝင်အားလုံးမိဖို့ကြောင့်ရှေ့ရောက်လာပြီးမိဖွင့်လိုက်တဲ့အခါတကူလုံးသွေးတွေပေးနေတဲ့ကျွန်တော်ကိုမြင်လိုက်ရတော့ညီလေးကတော့သတိလစ်သွားပါတော့တယ်ဖေဖေနဲ့မိမိကတော့တယောက်ကိုတယောက်ကြည့်ပြီးချိန်နဲ့နေတဲ့ပုံစံနဲ့ဒီသားတွေဘယ်ကရတာလဲလို့ဖေဖေကနူးညံ့စွာမေးပါတယ်အိမ်ကြီးချင်းဦးလေးဝင်ပေးတာပါသူကအရန်စေတနာကောင်းပြီးကျွန်တော်ကိုအလကားပေးလိုက်တာလို့ကျွန်တော်ကပြုံးပြီးဖြေလိုက်ပါတယ်ဖေဖေကကျွန်တော်ကိုထူပေးပြီးသားအပြင်ကအသားတွေကမတန်ဘူးသားပိုက်စားရင်ဖေဖေချက်ပေးမယ်လို့ပြောပါတယ်တစ်ချိန်တည်းမှာပဲအမေရိကန်ကိုယ်စားလှယ်ဟာရီဘတ်မှာတော့ဟာရီဟာဗိုက်စာလုံးလို့ညဘက်ကြီးအိမ်သားထဲကိုခိုးဝင်သွားပါတယ်အိမ်သားထဲကရေကန်ထဲမှာအငွေ့တစ်ထွက်နဲ့ခောက်ဆွဲပြုတ်တစ်ပကံရှိနေတာကိုသူတွေ့လိုက်ရတဲ့တောက်ဒီအိမ်ကလူတွေငါ့ကိုဗိုက်စာအောင်အိမ်သားထဲမှာအစားအစာတွေဝတ်ထားတာကိုလို့ပြောပြီးသူအငန်းမရစားဖို့ပြင်ပါတယ်စီကန်းချက်9အရာအိမ်သားကစွန့်ပစ်ဖို့နေရလို့ပြောထားပေမဲ့သူကတော့ဒါဟာလှည့်ကွက်လို့ထင်နေတာပါဟာစကီခွေးကြီးကသူ့အနောက်ကနေဘောင်းဘီဆောက်ကိုဆွဲပြီးခေါင်းခါပြကတားပေမဲ့ဟာရီကတော့ဂယုမဆိုင်ပါဘူးသူကခောက်ဆွဲတွေကိုအငန်းမရစားနေတော့မှဟာစကီကသူ့ဘားကိုလက်သေးနဲ့တစ်ချက်ကုတ်လိုက်ပါတယ်ဒီခွေးစုပ်တေချင်နေတာလားလို့ဟာရီကအော်ဟစ်ပြီးခောက်ဆွဲတွေကိုဆက်စားနေပါတယ်ဟာစကီကတားမရတဲ့အစုံသူ့ဘေးမှာထိုင်ပြီးခောက်ဆွဲတွေကိုလိုက်လူစားပါတော့တယ်အဲ့ဒီအချိန်မှာ
ညဘက်စီးသွားခြင်းလို့ထလာတဲ့ညီလေးကလူနဲ့ခွေးခောက်ဆွဲလူစားနေတာကိုမြင်သွားပါတယ်ငါအိမ်မက်မက်နေတာလားညီလေးကမျက်လုံးကိုပုတ်ကြည့်ပြီးနောက်အိတ်ခမ်းမစီပြေးသွားကတကားကိုထုပြီးအော်ပါတော့တယ်ဖေဖေမေမေအကိုကအညစ်အကြေးတွေစားနေတယ်မိသားစုဝင်အားလုံးအိမ်သာရှိရောက်လာတဲ့အခါဟာရီကတေလူနီးပါးဖြစ်နေတဲ့ဟာစကီရှိမှခောက်ဆွဲတွေကိုအားရပါရစားနေတာကိုမြင်လိုက်ရပါတယ်သူကမိသားစုဝင်တွေကိုကြည့်ပြီးစားကြအောင်မလားလို့ပြုံးပြီးမေးလိုက်တာဟာညီလေးကိုအော်အန်ချင်စိတ်ပေါက်သွားစေပါတယ်ငါတို့ကိုမရက်ဆက်ဘူးလို့မပြောနဲ့တော့မေမေကအေးဆက်ဆက်နဲ့ပြောပြီးဟာရီရဲ့ခြေထောက်ကိုဆွဲကမိဖို့ကြောင့်လည်းခေါ်သွားပါတယ်ဖေဖေကလည်းဓာမကြီးကိုကင်ပြီးအတင်းဆောက်နေတာပါဟာရီရောက်လာတာနဲ့ဖေဖေကဓာတ်နဲ့ခုတ်ချလိုက်ပါတော့တယ်အမေရိကန်နိုင်ငံရဲ့ live screen ကြီးဟာအနက်ရောင်ပြောင်းသွားပါပြီအမေရိကန်ကိုယ်စားလှယ်ဟာရီတေဆုံးသွားပါပြီအမေရိကန်နိုင်ငံသားတွေကတော့ငါတို့နိုင်ငံကဘယ်လိုလုပ်ပြီးဒီလိုရှုံးရတာလဲဆိုပြီးအော်ဟစ်နေကြပါတယ်နောက်တနေ့မနက်မှာတော့အိမ်ကဖုန်းကြီးတကွန်းကွန်းနဲ့မြည်လာပါတယ်ကျွန်တော်ကဖုန်းကိုကင်လိုက်တဲ့အခါအမျိုးသမီးတစ်ယောက်ရဲ့အတန်ထွက်လာတယ်ဟဲလို့ရှောင်းမေလားငါရှောင်းလီပါနင်ပြောခဲ့တာတွေကိုငါစဉ်းစားပြီးနင်အဲ့ဒီအမိုက်လိုယောက်ျားနဲ့ကွာရှင်းတင်တယ်လို့ထင်တယ်နင်ကွာရှင်းပြီးရင်ငါယောက်ျားချောချောလေးတွေနဲ့မိတ်ဆက်ပေးမယ်နင်နားထောင်နေရဲ့လားဘာလို့စကားမပြောတာလဲအဲ့ဒီအမျိုးသမီးကတခုခုထူးဆန်းနေတာကိုရိပ်မိသွားပြီးအတန်ကပြောင်းလဲလာပါတယ်နင်ရှောင်းမေမဟုတ်ဘူးသူမရဲ့မိကုန်းကိုကျွန်တော်ကဝမ်းနေစရာအတန်ကြီးနဲ့ပြန်ဖြေလိုက်ပါတယ်နင်ငါ့ကိုမေ့သွားပြီလားငါ့ကိုဘယ်လိုလုပ်မေးနိုင်ရတာလဲမြေမလေးဟာငါကနင်းနဲ့တွေးသားတော့ဆက်တဲ့အဖိုးအရင်ကြီးပါဆိုတာကိုနင်မယုံဘူးလားဖုန်းထဲကနေတိတ်ဆိတ်သွားပါတယ်အဲ့ဒီနောက်ကျွန်တော်ကအကျယ်ကြီးអော်လိုက်တယ်တမီလေးတောင်းပန်ပါတယ်ခုနကအဖိုးကစတာပါငါကမင်းဖို့မဟုတ်ပါဘူးငါရဲ့တကယ်အထောက်ထားကချင်းရှိဟိုင်းခင်ဆိုင်ဟိုင်းပါငါမသိဘူးအခုမြောက်နန်းတော်ထဲမှာပိတ်မိနေတာငါ့ကိုငွေလွှဲပေးရင်ငါစစ်တပ်နဲ့အင်ပါယာကိုပြန်တီထောင်မယ်အဲ့ဒီကြရင်နင့်ကိုယာလူကြီးကြီးပေးမယ်လို့ပြောလိုက်တော့သွားဆန်းပါနေ့စကားကိုဘသူကယုံမှလဲလို့တစ်ဖက်ကပြန်អော်ပါတယ်ကျွန်တော်လည်းဖုန်းထဲကိုပြန်ဟောက်လိုက်တယ်ဘာလို့ငါ့ကိုငွေမလွှဲပေးတာလဲဒီနေ့က crazy Thursday လေကလေးတယောက်ရဲ့တောင်းဆိုမှုကိုညှင်းပယ်တာဟာဘလောက်နာကျင်ဖို့ကောင်းတယ်နင်သိလားမှတ်ထားလိုက်ငါနာမည်လူဟောင်းဟိုဟဲနေရဲရင်ငါတယောက်တည်းကိုပဲလာတိုက်ခိုက်လိုက်အဲ့ဒီအမျိုးသမီးကတကယ်ပဲဒေါသထွက်သွားပြီးဆဲဆိုပါတော့တယ်ကျွန်တော်ကတော့နားမထောင်တော့ပဲဆိုဖာပေါ်ကညီလေးကိုဖုံးလာကန်ကိုလှမ်းခေါ်လိုက်တယ်ညီလေးက TV ကြည့်နေတာမို့လို့ဂယုမဆိုင်ပေမဲ့ကျွန်တော်လက်ဝါးမြောက်ပြလိုက်တဲ့အခါမှာတော့ခဏအကြာမှမေမေနဲ့ညီလေးတို့အိတ်ခမ်းထဲကထွက်လာကြပေမဲ့ကျွန်တော်ကတော့မတွေ့ရတော့ပါဘူးအိမ်သားထဲကနေရေဆွဲတံတွေပဲကြားနေရတယ်ညီလေးကတော့အကြံတစ်ခုရသွားပြီးမေမေဖုံးလာနေတယ်လို့ပြောပြီးဖုံးကိုကမ်းပေးလိုက်ပါတယ်မေမေကသားလေးအခုမှပဲလိမ္မာတော့တယ်လို့ချီကျူပြီးဖုန်းကိုနားမှာကတ်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာဟာပောက်ကွဲတော့မဲ့မီးတောင်ကြီးလိုဖြစ်သွားပါတယ်ရှောင်းလီနင်ဆဲလို့ဝါပြီလားလို့ပြောပြီးဖုန်းချလိုက်ကညီလေးရှိကိုရှောက်သွားပါတယ်လူဟောင်းနင်အန်တီရှောင်းလီကိုဘာတွေပြောလိုက်တာလဲမေမေရဲ့အေးဆက်ဆက်အကြည့်တွေအောက်မှာညီလေးဟာတုံရင်နေပါတော့တယ်အကိုကအန်တီရှောင်းလီကိုပြောခိုင်းတာပါလို့ညီလေးပြောနေတော့မှပဲကျွန်တော်ကအိမ်သားထဲကနေအဖြစ်ကင်းတဲ့မျက်နှာနဲ့ထွက်လာပြီးမေမေညီလေးဘာတွေပြောနေကြတာလဲလို့မေးလိုက်ပါတယ်အခြေအနေကိုနှိုင်းရှင်ကြည့်ပြီးနောက်မေမေကတရက်ခန့်ကိုချက်ချင်းတမက်လိုက်ပါပြီးသူမကကျွန်တော်ကိုပြုံးပြပြီးဘာမှမဖြစ်ဘူးတာအခန်းထဲသွားတော့မေမေညီလေးနဲ့စကားပြောစရာရှိလို့ပြောပါတယ်ကျွန်တော်တကားပိတ်ခါနီးမှာညီလေးကိုကြည့်ပြီးညီလေးမေမေကိုစကားကောင်းကောင်းပြောတော့မေမေစိတ်တူအောင်ထပ်မလုံးနဲ့အုံလို့မှာခဲ့ပါတယ်ခဏအကြာမှာတော့တဲ့ခန်းထဲကနေဝက်တက်နေတယ်လို့အော်တန်တွေထွက်လာပါတော့တယ်ကျွန်တော်ကတော့တကားကြားကနေအားရပါရချောင်းကြည့်နေတာပေါ့အဲ့ဒီနောက်ညီလေးကိုမေမေကကျူရှင်ပို့ဖို့ခေါ်သွားပါတယ်အိမ်မှာကျွန်တော်နဲ့ဖေဖေပဲကြံမာတော့တယ်ဖေဖေကအိတ်ခမ်းထဲမှာအနားယူနေတော့ပါပဲအဲ့ဒီအချိန်မှာတကားခောက်တန်ကြီးထွက်လာပြန်နေကြည့်လိုက်တော့လှပတဲ့အမျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့ရတယ်ကျွန်တော်ကဟာစကီကိုလက်ရက်ခေါ်လိုက်ပြီးခွေးလေးမိမိမအပြင်မှာရောက်နေပြီဟေးလို့ပြောလိုက်တော့ဟာစကီကဝမ်းသာအားရနဲ့တကားနာမှာပတ်ချလှည့်နေပါတော့တယ်တကားဖွင့်စမ်းငါရှောင်းလီပါအပြင်ကအမျိုးသမီးကစိတ်မရှိတော့ပါဘူးဟာစကီကကျွန်တော်ကိုတက်လက်တကားကိုတက်လက်ကြည့်ပြီးနောက်ကျွန်တော်ဘာမှမလုပ်တာမြင်တော့သူကိုယ်တိုင်တကားလက်ကင်ကိုဆွဲဖွင့်လိုက်ပါတယ်ရှောင်းလီအိမ်ထဲဝင်လာတော့ဟာစကီကိုပဲတွေ့ရတာပေါ့သူမကဟာစကီရဲ့ခေါင်းကိုပုတ်ပြီးခွေးလေးလူဟောင်ကိုတွေးမိလားလို့မေးပါတယ်ဟာစကီကသူမရဲ့စကားကိုနားလည်တဲ့အတိုင်းခုံပေါက်နေရင်းကနေရှောင်းလီကောင်းလှည့်လိုက်တဲ့အချိန်မှာသူမရဲ့အဝတ်စားတွေဆူဆွတ်သွားတာကိုခံစားလိုက်ရတယ်ဟာစကီကသူမရဲ့အဝတ်စားပေါ်မှာစီးသွားလိုက်တာပါဒီခွေးစုပ်ဘာလုပ်တာလဲလို့ရှောင်းလီကအော်ဟောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့နာနာမှာအငွေ့ထွက်နဲ့အတန်တစ်ခုကြားလိုက်ရတယ်ရှောင်းလီငါကလူဟောင်ရဲ့အဖေပါရှောင်းလီကဖော်ရည်စွာပြုံးလိုက်ပြီးမင်းသိတဲ့အတိုင်းငါမင်းကိုသဘောကျနေတာကြားပြီးရှောင်းလီကဘာမို့လို့လဲသူကကလေးနှစ်ယောက်မွေးပေးတာကလွယ်ရင်ငါထက်ဘာသာလဲငါကမှမင်းအတွက်အသင့်တော်ဆုံးမိန်းမပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူမခေါင်းနဲ့ကြည့်လိုက်တဲ့အခါမြင်လိုက်ရတာကတော့လေထဲမှာတွဲလောင်းကျနေတဲ့ခေါင်းပြက်ကြီးတစ်ခုပါပဲကျွန်တော်ကမျက်နှာချက်ပေါ်မှာပင့်ကူလိုကတ်နေပြီးခေါင်းပြက်ကြီးကိုပွေထားတာပါဟဲကျွန်တော်ရဲ့အေးဆက်ဆက်ရဲ့တန်ကြောင်ရှောင်းလီဟာကြောက်လက်တကြားနဲ့လဲကျသွားပါတော့တယ်ကျမမှားပါပြီအားလုံးကျမမှားပါရှောင်းရှောင်းမင်းအပြင်မှာကစားနေတော့ငါမင်းကိုတောင်ကဘာဘောကနေတွန်းချခဲ့မိတာတောင်းပန်ပါတယ်ပြီးတော့မင်းဖေကိုအပြစ်ပုံချခဲ့တာလည်းတောင်းပန်ပါတယ်ငါမင်းဖေကိုအရန်ချစ်လို့ဒီနီလန်းကိုတုံးခဲ့တာပါမင်းကိုနာကျင်စေချင်လို့မဟုတ်ပါဘူးဒီစကားကိုကြားလိုက်ရတဲ့အခါကျွန်တော်မျက်လုံးတွေတောက်ပသွားပါတယ်အမှန်တရားရဲ့နောက်ဆုံးအပိုင်းစကိုရလိုက်ပြီလေအဲ့ဒီချိန်မှာပဲရှောင်းလီရဲ့ခေါင်းဟာလေထဲကိုမြောက်တက်သွားပြီးကျွန်တော်ခေါင်းနဲ့မျက်နှာချင်းဆိုင်ဆုံသွားပါတယ်အဲ့ဒီနောက်သူမရဲ့ခေါင်းကကြမ်းပြင်ပေါ်ကိုလိမ့်ကျသွားပါတော့တယ်ကျွန်တော်ကကိုယ်ခေါင်းကိုပြန်တက်လိုက်ပြီးလှည့်ကြည့်လိုက်တဲ့အခါဖေဖေဟာကျွန်တော်အနောက်မှာရက်နေပါတယ်ဖေဖေရဲ့တကူလုံးမှာအနက်ရောင်မျိုးကိုတွေဖုံးလွှမ်းနေပြီးခွေးလေးခွေးအိမ်ထဲသွားတော့ငါရှောင်းရှောင်းနဲ့နှစ်ယောက်တည်းစကားပြောချင်တယ်လို့ပြောပါတယ်ဖေဖေအတန်ကအရင်ကလိုမနှူးညံ့တော့ပဲအေးဆက်နေပါတယ်ဟာစကီကတော့ကြောက်လက်တကြားနဲ့အမီးကုတ်ပြီးခွေးအိမ်ထဲပြေးဝင်သွားပါတော့တယ်
မင်းတိမှာပါငါကလူဟောင်မဟုတ်ဘူးဆိုတာကိုလူအော်ချမ်းလူအောင်ရှင်မင်းကြီးလို့ကျွန်တော်ကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်မင်းကတော်တော်ညံကောင်းတာပဲတားငါအိမ်ထဲကိုခိုးဝင်လာတဲ့ထူးဆန်းတဲ့အရာကမင်းပဲပေါ်လို့လူအော်ချမ်းကအေးအေးဆေးဆေးပြောပါတယ်ငါသားလူဟောင်ကအရန်နုနယ်လုံးနဲ့ဒါကြောင့်လေရှောင်းလီရဲ့တွန်းချတာကိုခံလိုက်ရတာဒါကြောင့်ငါမျောလင့်တာကမင်းကလူဟောင်ရဲ့နေရာမှာအစားဝင်ပြီးငါရဲ့တမရဲ့တားတယောက်ဖြစ်ပေးဖို့ပဲဒါပေမဲ့တကယ်လူဟောင်ကတော့ပြန်မလာတော့ဘူးမဟုတ်လားလို့ကျွန်တော်ကအမှန်တရားကိုထပ်ပြောလိုက်ပါတယ်ဟုတ်တယ်ငါအဲ့ဒါကိုသိပါတယ်မင်းဒီအိမ်ကိုရောက်ကြတဲ့ကငါမင်းကိုစောင့်ကြည့်နေခဲ့တာမင်းရဲ့လုပ်ရတိုင်းကငါမျက်စိအောက်မှာပဲရှိခဲ့တယ်မင်းဒီနုနယ်ရဲ့မိသားစုဆက်ဆံရေးကိုအတက်နိုင်ဆုံးထိန်းသိမ်းပေးခဲ့တာကိုငါမြင်ပါတယ်ဟောင်ဟောင်ကိုတမလာအောင်မင်းရဲ့လုပ်ရက်တွေနဲ့တင်ပေးခဲ့တာငါနဲ့ရှောင်းမင်းရဲ့အိမ်တော်ရဲ့အတွက်ဝန်ကြီးကိုတက်ပြီးဖယ်ရှားပေးခဲ့တာပြီးတော့ရှောင်းလေးပေါ်မင်းရဲ့သဘောထားတွေကိုလည်းငါမြင်ပါတယ်ငါတကယ်ပဲဝမ်းသာပါတယ်တာမင်းရောက်လာတာဟာဒီချိုးပဲနေတဲ့မိသားစုကိုပြန်ပြီးကုသပေးလိုက်လို့ပါပဲမင်းကြောင့်ရှောင်းမင်းကငါ့ကိုစပြီးခွင့်လွှတ်နေပြီးဟောင်ဟောင်လည်းပို့ပြီးတမလာတယ်နောက်ဆုံးအဲ့ဒီခွေတုံးလေးတောင်မင်းကိုအရန်ချစ်နေကြပြီးမင်းစီကနေကြောက်စရာကောင်းတဲ့အငွေသက်တွေခံစားရပေမဲ့အဲ့ဒါကအရေးမကြီးပါဘူးတာဒီမိသားစုလေးကိုဝင်လာခဲ့ပါငါတို့တကယ်မိသားစုဝင်တွေဖြစ်ကြရအောင်စိတ်မကောင်းပါဘူးလောကကြီးကအရန်ကျဲပြောတယ်ကျွန်တော်တွားကြည့်ချင်သေးတယ်လို့ကျွန်တော်ကပြုံးပြီးပြောလိုက်ပါတယ်မင်းအမမလုံးမိဖို့ငါမျှော်လင့်ပါတယ်ဒါကငါမင်းနဲ့ဆွေးနွေးနေတာမဟုတ်ဘူးဒီမှာပဲနေခဲ့ပါဒီအိမ်ရဲ့သားကြီးဖြစ်လာပါဒီမျိုးရဲ့တခင်ဖြစ်လာပါမင်းလိုချင်တာအားလုံးရစေရမယ်လူအော်ချမ်းရဲ့သဘောထားကပြတ်သားပါတယ်သူကတကားဝမှာပိတ်ရထားပြီးကျွန်တော်ဒီကဘာကနေထွက်ခွာမဲ့လမ်းကိုပိတ်ဆို့ထားတယ်လို့ပါပဲအနက်ရောက်မပုတ်တင်ကက်တစ်ခုကျွန်တော်ချီရင်ကိုလိမ့်ကျလာပါတယ်အဲ့ဒီကက်ပေါ်မှာကျွန်တော့ပုံပါရှိပေမဲ့နာမည်နေရာမှာတော့လူရှောင်းခိုင်းရောက်လို့ရေးထားပါတယ်ဒါကိုယူလိုက်ပါသားဒီအိမ်ကမင်းကိုလိုအပ်တယ်လူအော်ချမ်းရဲ့အတန်ထဲမှာတောင်းဆိုမှုတွေပါနေပါတယ်ကျွန်တော်သူ့ကိုကြည့်ပြီးဝေခွဲမရဖြစ်နေမိတယ်အမောင်ထုထဲမှာနှစ်ပေါင်းများစွာတက်ဖြတ်ခြင်းတွေနဲ့ပဲအသက်ရှင်ခဲ့ရတဲ့ဘဝကိုကျွန်တော်ညှင်းငွေ့နေပြီးတော့ကျွန်တော်ကတစ်သက်လုံးတယောက်တည်းနေလာခဲ့တာဆိုတော့ဒါဟာတကယ်ကိုအထီးကျန်စရာပါပဲဒါပေမဲ့တာမင်းဖေစကားကိုနားမထောင်နဲ့မင်းသွားချင်ရင်သွားနိုင်တယ်ဘယ်သူမှမတားဘူးဘယ်ချိန်ကရောက်နေမှမသိတဲ့မိမိကကျွန်တော်နဲ့ဖေဖေကြားတဲ့ကိုဝင်လာပါတယ်သူမကညီလေးကိုလက်တွဲပြီးရောက်လာတာပါညီလေးကကျွန်တော်ဘောင်းပီစာကိုဆွဲပြီးအကိုကြီးအကိုကျွန်တော်ကိုအမြဲရိုက်ပေမဲ့အကိုဘလို့ပဲရွေးချယ်ပါစေကျွန်တော်ကတော့အမြဲတမ်းအကိုဘက်ကနေထောက်ခံနေမှာပါလို့ပြောပါတယ်ဟာစကီကလည်းခွေးအိမ်ထဲကထွက်လာပြီးကျွန်တော်ကိုပက်ချတဲ့ကမိုးတမ်းမာနဲ့អော်နေပါတယ်သူကျွန်တော်ကိုခွဲမသွားချင်ဘူးဆိုတာသိတာပါတယ်ဖေဖေကတော့သူ့ရှိမှပိတ်ရက်နေတဲ့မိသားစုဝင်တွေကိုကြည့်ပြီးလက်သီးကိုတင်းတင်းဆုပ်ကတုံရင်နေပေမဲ့မေမေဆွဲထားတဲ့စီးကိုတော့သူမကြော်ရဲပါဘူးသူတက်ပြင်းအရှိကြီးချလိုက်ပြီးသားမင်းရဲ့စိတ်ဆန္ဒအတိုင်းပဲလုပ်ပါတော့ငါလည်းမင်းကိုထောက်ခံပါတယ်လို့ပြောလိုက်ပါတယ်ခင်ဗျားတို့ကျွန်တော်မျက်လုံးထဲမှာရှာရှာပပမျက်ရည်တွေဝဲလာပါတယ်ကျွန်တော်ရှေ့ကိုရှောက်သွားပြီးအနက်ရောင်ကတ်ကိုကောက်ယူလိုက်တယ်အဲ့ဒီနောက်လက်ချောင်းကိုကိုက်ပြီးတွေးနဲ့ရှောင်းဆိုတဲ့စာလုံးကိုဖျက်လိုက်ပါတယ်ကျွန်တော်နာမည်ကလူရှန်ဒါကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့ပြောပြီးအနက်ရောင်ကတ်ကိုလက်ထဲမှာချစ်ပါအောင်စုပ်ကင်ထားလိုက်ပါတယ်ဒါဟာကျွန်တော်အတွက်တကယ်ကိုအဖိုးတန်တဲ့အရာဖြစ်လာတော့မှာပါဒါကိုမြင်တော့ဖေဖေကစိတ်အေးသွားပြီးမိမိမျက်လုံးထဲမှာလည်းအလင်းရောင်လေးတစ်ချက်ဖြတ်ပြေးသွားပါတယ်ညီလေးကတော့လက်ခုပ်တီးပြီးအော်နေတာပေါ်ဟာစကီတကောင်ပဲကျွန်တော်ကိုပက်ချလှည့်ပြီးမျက်ရည်တွေကျနေရှာတာပါတောင်းပန်ပါတယ်ကျွန်တော်ဒီမှာနေလို့မရဘူးကျွန်တော်အပြင်လောကကြီးကိုတကယ်သွားကြည့်ချင်တယ်ဒီစကားကိုပြောပြီးတာနဲ့ကျွန်တော်ဒီအိမ်မှာနေဖို့အချိန်ကကုန်ဆုံးတော့မယ်ဆိုတာသိလိုက်ရပါပြီသားမေမေသားရဲ့ရွေးချယ်မှုကိုထောက်ခံပါတယ်သူမကကျွန်တော်စီလာပြီးခပ်ပေါက်ပါလေးဖတ်လိုက်ပါတယ်နောက်ဆိုအပြင်မှာပင်ပန်းလာရင်အိမ်ကိုပြန်လာခဲ့ပါဒီနေရာကသားအတွက်အမြဲတမ်းအိမ်ဖြစ်နေမှာပါဟုတ်ကဲ့ပါမေမေကျွန်တော်ကောင်းကြီးပြပြီးအနက်ရောင်ကတ်ကိုမေမေစီကမ်းပေးလိုက်ပါတယ်မေမေလည်းကိုဂယုစိုက်ပါအောင်တော့အင်းလေးစားအပ်ပါတော့ကိုစလေကြီးတမိနစ်အတွင်းအလင်းတိုင်ထဲသို့ဝင်ရောက်ပါမဟုတ်ပါကအလင်းတိုင်သည်ထာဝရပြောက်ကွယ်သွားပါလိမ့်မည်ကောင်းကင်ကနေဟိမ့်ထွက်လာတဲ့အတန်ကြီးကိုကြားလိုက်ရတယ်ကျွန်တော်လက်ကြည့်လိုက်တော့ဝရန်ဒါနားမှာဖေဖေကတိတ်ဆိတ်စွာနဲ့ကြည့်နေပါတယ်သူဟာရုတ်တရက်ကြီးအိုမင်းသွားတယ်လို့ပါပဲဖေဖေကျွန်တော်သွားပြီနော်လို့ကျွန်တော်ကလက်လန်းပြလိုက်ပါတယ်ဖေဖေဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါလူအော်ချမ်းရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာပါတယ်တောက်ဒီနေ့လေကတကယ်ပဲပြင်းလာပဲငါမျက်လုံးထဲကိုတဲတွေဝင်ကုန်ပြီလို့ပြောပြီးမျက်ရည်ကိုတုပ်လိုက်ကကောင်းလေးသတိထားသွားနော်တကယ်လို့ရန်ဖြစ်လို့ရှုံးလာရင်ငါလူအော်ချမ်းရဲ့သားပါလို့ရှောက်မပြောနဲ့ဦးအဆက်ကွဲလွန်းလို့ခွဲခွာခါနေမှတော့ဒီအိမ်တော်ဦးစီးကြီးကသူ့ရဲ့မာနကိုချလိုက်ပြီးစိတ်ရင်းအတိုင်းပြောလိုက်တာပါဟုတ်ကဲ့ပါဖေဖေကျွန်တော်ခြေထောက်ကိုတခုခုကလာဆွဲထားတယ်လို့ခံစားလိုက်ရတယ်ဟာစကီကသူ့ခြေသေးတွေနဲ့ကျွန်တော်ခြေထောက်ကိုဆွဲထားတာပါခွေးလေးအကိုကိုသွားခွင့်ပေးလိုက်ပါညီလေးကကျွန်တော်ကိုစားသားပေးပါတယ်သူကခေါင်းငုံထားပေမဲ့နာရီတွေမျက်ရည်တွေကတော့တပြိုင်တည်းကျနေတာပေါ့ကျွန်တော်သူ့ခေါင်းကိုပုတ်ပေးလိုက်ပြီးညီလေးနောက်ဆိုရင်တတိရှိရမယ်နော်အကိုမရှိတဲ့အချိန်မှာဖေဖေနဲ့မေမေကိုစောက်ရှောက်ရမယ်ဒီအိမ်လေးကိုကာကွယ်ရမယ်နော်ဟုတ်ကဲ့ပါအကိုညီလေးမျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့တကားဝကအလင်းတိုင်ကြီးပျောက်ကွယ်သွားပါပြီမိသားစုဝင်အားလုံးရဲ့မျက်နှာပေါ်ကဝမ်းနည်းမှုတွေကိုတော့ဖုံးကွယ်လို့မရတော့ပါဘူးငကားနိုင်ငံကိုယ်စားလှယ်ကြီးလေးယောက်မိသားစုအခန်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်ကောင်းကင်ယံကနေဟိမ့်ထွက်လာတဲ့အတန်ကြီးကြောင့်တနိုင်ငံလုံးပျော်ရွှင်သွားကြပါတယ်ဆုလက်အနေနဲ့လှုပ်ဝက်ဆန်းကျဲတဲ့အပိုင်းစားတစ်ခုမိသားစုတပုံတပုံနဲ့အပြစ်လွှဲပြောင်းက transfer card တစ်ခုကိုရရှိခဲ့ပါတယ်ငကားနိုင်ငံသားတစ်မျိုးသားလုံးနဲ့အသက်တစ်နှစ်ပိုရှိလာခြင်းဒါမှမဟုတ်ခန္ဓာကိုယ်ကြံ့ခိုင်မှုတမက်တိုးလာခြင်းကိုရွေးချယ်ခွင့်ရခဲ့ကြပါတယ်ကျွန်တော်ကတော့ဗီလာထဲမှာမိသားစုတပုံကိုအထင်ရှာအားဆုံးနေရာမှာချိတ်ထားလိုက်တယ်အဲ့ဒီနောက်ကျွန်တော်စီမှာရှိတဲ့အပြစ်လွှဲပြောင်းကတ်ကိုသုံးဖို့ဆုံးဖြတ်လိုက်တယ်ဒီကက်ကငကားနိုင်ငံမှာကြားရောက်နေတဲ့ထူးဆန်းဖြစ်ရတွေရဲ့တဝက်ကိုတခြားနိုင်ငံစီလွှဲပြောင်းပေးနိုင်တာပါမြေပုံရှိလားလို့ကျွန်တော်ကမေးလိုက်တော့နန်းတွင်းဝတ်စုံဝတ်ထားတဲ့အတွင်းရေးမှုမလေးကကမ္ဘာမြေပုံတစ်ခုယူလာပေးပါတယ်ကျွန်တော်ကမြေပုံပေါ်ကနိုင်ငံတွေကိုမသိပေမဲ့လက်ညှိုးနဲ့တစ်ချက်ထိုးလိုက်တယ်ဒီနေရာပဲအပြစ်လွှဲပြောင်းကအောင်မြင်စွာအသုံးပြုပြီးပါပြီဖြစ်မဲ့ဂျပန်နိုင်ငံနေငကားနိုင်ငံကောင်းကင်ယံကအနက်ရောင်မျိုးကိုတွေချက်ချင်းပါလွာသွားပါတော့တယ်
ဂျပန်နိုင်ငံမှာတော့ကောင်းကင်ယံမှာဝိညာဉ်ဆိုးတွေအုပ်စုလိုက်ပြန်ဝဲနေတာကိုမြင်လိုက်ရပြီးဂျပန်နိုင်ငံသားတွေဟာသူတို့ရဲ့နောက်ဆုံးနေ့ရောက်ပြီဆိုတာသိလိုက်ရပါပြီ။၎င်းနိုင်ငံရဲ့ထုတ်ဝက်မကတဲ့ဘေးအန္တရာယ်တွေကိုဂျပန်နိုင်ငံကဘလို့မှမတောင်းခံနိုင်ဘူးလေဒါတွေကကျွန်တော်နဲ့မဆိုင်ပါဘူး။ကျွန်တော်ဗီလာထဲမှာတစ်ပတ်လောက်အားရပါးရစားတော့ပြီးနောက်အလင်းတိုင်ကြီးထပ်မံကြားရောက်လာပြန်ပါတယ်။ထူးဆန်းဖြစ်ရဲ့အခန်းတစ်ကျေစင်ရထားစတိုရီယယ်စတင်ပါတော့မည်တချို့ကဒီရထားရဲ့အဆုံးသတ်ဟာကျဲစင်တွေနဲ့ပင်လယ်ပြင်လို့ပြောကြတယ်တချို့ကတော့6နှစ်ကြီးထဲမှာအရာအလုံးမြုံနှံသွားလိမ့်မယ်လို့ပြောကြတယ်ဒါပေမဲ့ရထားပေါ်တက်တဲ့သူတိုင်းဟာသူတို့ရဲ့ကိုယ်ပိုင်ဘူတာယုံကိုရှာတွေ့ကြတာကြီးပါပဲအတန်ကြီးဆုံးသွားတဲ့အခါကျွန်တော်ဟာလူတွေနဲ့ပြည့်နေနေတဲ့ဘူတာယုံတစ်ခုမှာလက်မှတ်တစ်ဆောင်ကင်ပြီးရဲနေတာကိုတွေ့လိုက်ရတယ်လက်မှတ်ရဲ့အနောက်မှာတွေးစာသားတွေနဲ့စီကန်းချက်တွေရေးထားပါတယ်စီကန်းချက်တိတ်ရထားတွေထဲမှာအကျယ်ကြီးအော်ဟစ်တာဟာအစင်တန်းမရှဒီတဲ့လောက်ရမို့လို့မလုပ်ပါနဲ့စီကန်းချက်နှစ်ရထားတွေတိုင်းမှာအိမ်သာရှိပါတယ်ဒါပေမဲ့အိမ်သာခွက်ကိုတော့သွားပြီးမရိုက်နှက်ပါနဲ့စီကန်းချက်3ရထားထဲမှာရန်ဖြစ်လို့ရပေမဲ့လူသေးတဲ့အထိတော့မလုပ်ပါနဲ့စီကန်းချက်4ထိုင်ကုန်အရေးအတွက်ကန့်သက်ထားလို့ခရီးသည်တွေအချင်းချင်းညှိနှိုင်းကြပါစီကန်းချက်5တွန်းလဲနဲ့ဈေးရောက်တဲ့သူလာရင်တစ်ခုခုဝယ်လိုက်တာအကောင်းဆုံးပါပဲစီကန်းချက်6ပုံမှန်အားဖြင့်ရထားဝန်ထမ်းကနားနေခန်းထဲမှာရှိနေတတ်တယ်သူ့ကိုသွားပြီးမနှောက်ယှက်ပါနဲ့စီကန်းချက်9အယောင်စာရေးလူပြက်ကအယုတ်တွေမယောင်းပါဘူးစီကန်းချက်10ဒီရထားတွေကနေထွက်ဖို့မကြိုးစားပါနဲ့စီကန်းချက်9ည10နာရီနောက်ပိုင်းရထားကဥမင်လိုင်ကောင်းနဲ့ဝင်တဲ့အခါမျက်လုံးမဖွင့်ပါနဲ့စီကန်းချက်16နာရီခြားတစ်ခါကင်းလက်ဝန်ထမ်းကရောက်လာပါလိမ့်မယ်ကျွန်တော်ကလက်မှတ်ကိုပါဆက်ထဲထည့်ပြီးဝါးစားလိုက်တယ်စီဒီကိုရတာပဲကြိုက်တယ်ဒီလိုရက်ကငကားနိုင်ငံသားတွေကိုမှင်သက်သွားစေပြန်ပါတယ်ဟာလူရှန့်ကြီးကလက်မှတ်ကိုစားလိုက်ပြီးရထားပေါ်တောင်မတက်ရသေးဘူးစကလေးကအထုတ်ခံရတော့မှလားအဲ့ဒီအချိန်မှာရထားဆိုင်တော့မဲ့အကြောင်းကြီးညာချက်ထွက်လာပါတယ်ကျွန်တော်ကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့အိုးထုံကြီးလေးစောင်းထားတဲ့မိန်းကလေးငယ်လေးတစ်ယောက်ကိုတွေ့ရတယ်သူမကအရန်ကိုအကူညီမဲ့နေတဲ့ပုံစံပါပဲညီမလေးဖေဖေနဲ့မေမေရောလို့ကျွန်တော်ကတနာစရာအတန်နဲ့မေးလိုက်ပါတယ်မိန်းကလေးငယ်လေးကခေါင်းမောကြည့်လိုက်တဲ့အခါသူမရဲ့ဘားပြင်တွေကယောဂတစ်ခုခုရနေတယ်လို့အနီဆက်တွေနဲ့ပြည့်နေပါတယ်အကိုဖေဖေနဲ့မေမေကသူတို့ကိုရှာမတွေ့တော့ဘူးအကိုကူရှာပေးမလားသူမရဲ့တောင်းဆိုမှုကိုကျွန်တော်ကသဘောတူလိုက်တယ်လို့နဲ့ညီမလေးရဲ့လက်မှတ်ကိုအကိုကိုပြပါဦးငါတို့ရထားရဲတူရင်အကိုကူရှာပေးမယ်လေလို့ပြောလိုက်ပါတယ်သူမကလက်မှတ်ကိုပေးလိုက်တဲ့အခါနံပါတ်သူညငါတွဲလို့ပဲရေးထားပြီးတခြားဘာအချက်လက်မှမပါပါဘူးကျွန်တော်ကလက်မှတ်ကိုအိတ်ထဲထည့်လိုက်ပြီးညီမလေးသူတို့တခြားဘာမှထားမသွားဘူးလားမရှိတော့ဘူးလို့ပြောပြီးသူမကငိုပါတော့တယ်တနာစရာပဲကျွန်တော်ခေါင်းခါပြီးသူမကိုပြောလိုက်တယ်ညီမလေးဒီမှာပဲထိုင်နေတော့အကိုလိမ်မော်တီးသွားဝယ်ပေးမယ်လို့ပြောပြီးထွက်လာခဲ့ပါတယ်အကိုကျမရဲ့လက်မှတ်ရောလို့သူမကကျွန်တော်အင်ဂျီဆောက်ကိုဆွဲပြီးမေးတဲ့အခါလက်မှတ်ဘာလက်မှတ်လဲငါမင်းကိုသိလို့လားမင်းဘယ်သူလဲလို့ကျွန်တော်ကမျက်လုံးလေးကလည်းနဲ့ပြန်မေးလိုက်ပါတော့တယ်သူ့မှာတက်တိမရှိတာတိတာနေပါတယ်ကျန်းဆန်းဇိုင်းဆန်းတယောက်ဘာလို့ရမလဲစဉ်းစားနေတော့မှပဲကျွန်တော်ကငိုယိုနေတဲ့အုတ်ထုပ်ညီမလေးကိုရုတ်တရက်ပွေ့ချလိုက်ပြီးသူမရဲ့ပါးကိုအားရပါရတစ်ချက်ရိုက်ချလိုက်ပါတယ်ညီမလေးကတော့ကျွန်တော်ရင်ခွင်ထဲမှာငြိမ်ချသွားတာပေါ့အဲ့ဒီနောက်ကျွန်တော်ကလဲချောင်းရှင်းပြီးအကျယ်ကြီးអော်လိုက်တယ်မိဘပြည်သူအပေါင်းတို့ခင်ဗျာကျွန်တော်တို့မောင်နှမ2ယောက်အတူတူရုန်းကန်နေရတာပါဒီလူငယ်ကလူပါဝပြီးကျွန်တော်ညီမလေးရဲ့လက်မှတ်ကိုလူသွားတယ်ကျွန်တော်ပတ်စံအိတ်ကိုလည်းခိုးသွားတယ်ဗျာကျွန်တော်အတန်ကတကယ်ကိုတနာစရာကောင်းပြီးမျက်ရည်တွေကလည်းတားမရအောင်ကျလာပါတယ်ဘေးကလူတွေကကျန်းဆန်းကိုဝိုင်းပြီးကဲ့ရဲ့ကြတော့တာပေါ့ဒီလူငယ်ကတကယ်ကိုအရှက်မရှိတာပဲတနာစရာကောင်းတဲ့မောင်နှမကူတော့အနိုင်ကျင့်ရတယ်လို့လူတွေကပြောကြပါတယ်ကျန်းဆန်းကဘလို့ပဲရှင်းပြလူတွေကမယုံကြတော့ပါဘူးအဲ့ဒီအချိန်မှာလုံခြုံရေးဝန်ထမ်းရောက်လာပြီးညီမလေးရဲ့ပါပေါ်ကလက်ဝါးရကိုမြင်တော့ဒေါသထွက်သွားပါတယ်ဒီလောက်ကလေးလေးကိုတော့ရဲဆက်လုပ်ရတယ်လို့ပြောပြီးကျန်းဆန်းကိုနှင်တန်နဲ့ရိုက်ကလက်ထိတ်ခတ်လိုက်ပါတယ်ကျန်းဆန်းစီကနေလက်မှတ်တစ်ဆောင်နဲ့အနက်ရောင်ပတ်စံအိတ်ကိုတင်ပြီးကျွန်တော်စီပေးခဲ့ပါတယ်လူတွေလူစုခွဲသွားတဲ့အခါကျွန်တော်ကညီမလေးရဲ့တခြားပါတစ်ဖက်ကိုနောက်တစ်ချက်ထည့်ရိုက်လိုက်ပြန်တယ်ညီမလေးကအော်ဖို့ပြင်တော့သူမရဲ့ပါးစပ်ကိုပိတ်ပြီးပိုနေတဲ့လက်မှတ်တစ်ဆောင်ကိုသူမလက်ထဲထည့်ပေးလိုက်တယ်ညီမလေးအကိုလက်မှတ်ရှာပေးလိုက်ပြီးတော့ကျေးဇူးတင်ပါတယ်အကိုကြီးအကိုကအကောင်းဆုံးပဲအကိုကိုအရန်ချစ်တယ်လို့ပြောပြီးသူမကဝမ်းသာအားရပြေးထွက်သွားပါတော့တယ်လက်မှတ်လူတဲ့နီလန်းကတော့တကယ်ကိုအမိုက်စားပါပဲအခုဆိုရင်ငကားနိုင်ငံသားတွေကလူရှန့်ကြီးကတော့တန်းစီတော့မယ်သူဘာတွေထက်လို့ဦးမလဲမသိဘူးလို့ရင်ခုန်နေကြပါပြီရထားတွေတကားတွေပွင့်လာပြီးဝန်ထမ်းတွေထွက်လာတဲ့အခါလူတွေကတန်းစီကြပါတယ်ကျွန်တော်ကနံပါတ်5တွဲတန်းမှာသွားစီလိုက်တယ်ကျွန်တော်ရှေ့မှာဝတ်စုံရှည်ဝတ်ထားတဲ့လူတစ်ယောက်ရှိပြီးသူ့ရှေ့မှာလူ90လောက်ရှိပါတယ်ကျွန်တော်မျက်လုံးတွေတောက်ပလာပြီးဟေ့လူခမရပတ်စံအိတ်ကြက်ကြံခဲ့တယ်ပြလို့လှမ်းပြောလိုက်ပါတယ်အဲ့ဒီလူကလှည့်ကြည့်ပြီးမြေပြင်ပေါ်ကပတ်စံအိတ်ကိုမြင်တော့ဒါငါဟာမဟုတ်ပါဘူးလို့ပြောပါတယ်ဒါဆိုရင်ခမရပတ်စံအိတ်ကဘယ်လိုပုံစံလဲကျွန်တော်ကိုပြပါဦးလို့ကျွန်တော်ကအန်အောတလူနဲ့မေးလိုက်တော့သူကခရမ်းရောက်ပတ်စံအိတ်ကိုထုတ်ပြပါတယ်ကျွန်တော်ကမြေပြင်ပေါ်ကအိတ်နဲ့သူ့လက်ထဲကအိတ်နှစ်ခုလုံးကိုယူပြီးအိတ်ကက်ထဲထည့်လိုက်ပါတော့တယ်အဲ့ဒီနောက်သူ့ကိုကျေးဇူးတင်စကားပြောလိုက်တယ်ခမရရဲ့စေတနာအတွက်ကျေးဇူးပါပဲခမရတည်သွားရင်ကျွန်တော်ဒီငွေတွေကိုအတိုးနဲ့တကွပြန်ပြီးအမျှဝေပေးပါမယ်အခုတော့ခမရနေရဖက်ပေးလို့ရပါပြီခမရစီကနေရခဏချိလိုက်မယ်နော်အဲ့ဒီလူကကြောင်တောင်နဲ့ကြည့်နေတော့မှငါအတ္တမအလူခံလိုက်ရတာလားလို့တွေးမိပုံရတယ်ခင်ဗျားကမချေးချင်ဘူးလားစိတ်မကောင်းစရာပဲဒါဆိုရင်ကျွန်တော်ကိုယ့်ဘာသာပဲယူလိုက်တော့မယ်လို့ပြောပြီးကျွန်တော်ကအားရပါရပါရိုက်ချက်တစ်ချက်ကျွေးလိုက်ပါတယ်အဲ့ဒီလူလဲကျသွားတဲ့အခါရှေ့ကလူတွေကလှည့်ကြည့်ကြပါတယ်အားလုံးပဲခုနကဒီလူစီကနေရာချေးတာသူကမပေးလို့ကျွန်တော်ကသူ့ကိုရိုက်လိုက်တာပါကျွန်တော်လောက်တာမှန်တယ်မလားလို့ကျွန်တော်ကအပြစ်ကင်းတဲ့ပုံစံနဲ့မေးလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်ကလူအားလုံးကိုပြုံးပြီးကြည့်လိုက်တယ်အခုကျွန်တော်ခင်ဗျားတို့အားလုံးစီကနေရာတစ်ခုစီချေးချင်တယ်ခင်ဗျားတို့ပေးကြမှာပါနော်မပေးဘူးလားရပါတယ်ကျွန်တော်ကိုယ့်ဘာသာပဲယူလိုက်တော့မယ်
လူတွေသတိမထားမိခင်မှာပဲကျွန်တော်ကရှေ့ကိုအမြန်တိုးသွားပြီးရှေ့မှာပိတ်ရက်နေတဲ့လူတွေကိုပါရိုက်ပြီးလွင့်ထွက်သွားအောင်လုပ်လိုက်ပါတယ်ဒါဟာတကယ်ကိုအားရင်ပြည့်နဲ့အံ့ဖွယ်ပါရိုက်ချက်ပါပဲအဲ့ဒီအချိန်မှာနံပါတ်5အတွဲကယထာဝန်ထမ်းကလှည့်ကြည့်လာပါတယ်သူ့ရဲ့အနက်ရောင်မျက်လုံးတွေထဲမှာဝေခွဲမရတဲ့အကြည့်တွေရှိနေပေမဲ့သူကဘာမှမပြောဘဲလက်မှတ်တွေကိုပဲဆက်စစ်နေပါတယ်ဘူတာယုံအပြင်ဘက်ကနေရဲတွေကနှင်းတန်းတွေကိုကင်ပြီးအပြေးလွှားရောက်လာကြပါတယ်ရဲလိုက်စမ်းအခုချက်ချင်းရဲကြဆန်းလို့អော်နေပေမဲ့ကျွန်တော်ကတော့ဂရုမစိုက်ပါဘူးကျွန်တော်ကရှေ့ကိုဆက်လျှောက်နေရင်ခေါင်းကို180ဒီဂရီလှည့်ပြီးရဲတွေကိုစိုက်ကြည့်ကငါ့ကိုမှတ်ထားလိုက်ငါနာမည်ကကျန်းစန်းဥပဒေပြင်ပါကအယူလို့ခေါ်တယ်တကယ်တော့ရင်ငါ့ကိုလာခိုင်းကြည့်စမ်းရှာထုတ်ပြလိုက်တယ်ဘောဟောက်ဒီလိုလောင်ပြောင်လိုက်တဲ့လုပ်ရက်ကရဲတွေကိုဒေါသထွက်လွန်းလို့တကူလုံးမြည်ရဲလာပါတော့တယ်ဖုံးဆိုတဲ့အတန်ကြီးနဲ့အတူရဲတယောက်ဟာဒေါသလွန်ခဲ့ပြီးပောက်ကွဲသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲဘူရာယုံကြီးညာချက်ထွက်လာပါတယ်ခီးတယ်များခင်ဗျာယထာတကားတွေ1မိနစ်အတွင်းပိတ်ပါတော့မယ်အမြန်ဆုံးလက်မှတ်စစ်ပြီးတက်ကြပါခင်ဗျာယထာရဲတိုင်းရဲ့ရှိမှာလူ90ကျော်တန်းစီနေတာကြောင့်လူများစုဟာအချိန်မီတက်နိုင်မှာမဟုတ်ပါဘူးဒါဟာတကယ်ကိုရုပ်ရုပ်သေးသေးဖြစ်သွားစေပါတယ်ဒါပေမဲ့ဒါတွေကကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်ကတော့ဝန်ထမ်းရှိကိုရောက်သွားပါပြီလက်မှတ်ပြပါခင်ဗျာဝန်ထမ်းကလက်လန်းလိုက်တဲ့အခါကျွန်တော်ကလက်မှတ်ကိုပေးလိုက်ပါတယ်သူကလက်မှတ်ကိုစစ်ဆေးပြီးနောက်နေရာဖယ်ပေးလိုက်တယ်ဝင်လို့ရပါပြီခင်ဗျာကျွန်တော်ယထာပေါ်တက်ပြီးထောင်ချိုးတစ်ခုအရောက်မှာတော့ရုတ်တရက်ရက်လိုက်ပါတယ်ကျွန်တော်မျက်နှာမှာကြောက်လန့်နေတဲ့ပုံစံပေါ်လာတာပေါ့ကျွန်တော်ဟာတကိုယ်လုံးတုံရင်နေပြီးတကယ်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်လို့ဟန်ဆောင်လိုက်ပါတယ်ဝန်ထမ်းကြီးဒီမှာလူတက်မှုဖြစ်နေတယ်ဗျဒါကိုကြားတော့ဝန်ထမ်းကလက်မှတ်စစ်တာကိုရက်ပြီးကျွန်တော်စီအပြေးလွှားရောက်လာပါတယ်သူကပတ်ဝန်းကျင်ကိုကြည့်လိုက်ပေမဲ့ဘာလောက်မှမတွေ့ရပါဘူးဘယ်မှာလဲလူတက်မှုကဝန်ထမ်းကမေးလိုက်တဲ့အခါကျွန်တော်ကပို့ပြီးတုံရင်နေတဲ့ပုံစံနဲ့ကိုယ့်လက်ကိုစိုက်ကြည့်တာတေကုန်ပြီသူတို့တွေအားလုံးတေကုန်ပြီလို့အော်ဟစ်လိုက်ပါတယ်ဘသူတွေတေးတာလဲပြောစမ်းပါဦးဘယ်သူတေးတာလဲဝန်ထမ်းကအရန်ကိုစိုးရိမ်နေပါပြီယထာကထွက်တော့မှမို့လို့သူလက်မှတ်စစ်ဖို့လိုအပ်ပေမဲ့စီကန်းချက်3အရာလူတက်မှုကိုစုံစမ်းစစ်ဆေးဖို့ကလည်းသူ့တာဝန်ဖြစ်နေတာကိုဟေ့ဝန်ထမ်းလက်မှတ်စစ်ဦးမလားယထာထွက်တော့မယ်ဘာတွေအချိန်ဆွဲနေတာလဲလို့အပြင်ကလူတွေကဝိုင်းအော်နေကြပါတယ်နံပါတ်5တွဲလက်မှတ်ကင်ထားတဲ့လူအုပ်ကြီးကတကားဝမှာစုပြုံပြီးဒေါသထွက်နေကြပါတယ်ခီးတယ်များတတိပြုရန်လက်မှတ်စစ်ချင်းရက်ဆိုင်ပါပြီးတကားများပိတ်ပါတော့မြည်ဒီကြီးညာချက်ကိုကြားလိုက်ရတဲ့အခါကြောက်လန့်နေတဲ့ကျွန်တော်ကရုတ်တရက်စိတ်အေးသွားတယ်လို့နဲ့လေထဲကိုညွှန်ပြပြီးဝန်ထမ်းကြီးခုနကခီးတယ်တွေအထဲဝင်သွားတော့ကအနုဇီဝပိုးလေးတွေအများကြီးကိုနင်းသက်သွားကြတယ်ဗျကျွန်တော်သူတို့ကိုတွားပြီးဆုံးမရမယ်လို့ပြောလိုက်ပါတယ်ဝန်ထမ်းကကျွန်တော်ကြောပြင်ကိုစိုက်ကြည့်ပြီးတွားကြည့်နေပေမဲ့ဘာမှမလုပ်ပဲစီကန်းချက်6အတိုင်းသားနေခန်းထဲကိုဝင်သွားပါတော့တယ်ဝန်ထမ်းထွက်သွားတာနဲ့ကျွန်တော်ကနောက်လှည့်ကြည့်လိုက်တယ်ယထာပေါ်တက်ခွင့်မရလိုက်တဲ့လူအုပ်ကြီးကတကားမှန်ကနေကျွန်တော်ကိုမုန်းတီးတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေကြပါတယ်ကောင်းစုပ်တီးလိုက်စမ်းငါနင့်ကိုချိန်စာတိုက်တယ်သူတို့ရဲ့အော်ဟစ်တန်တွေကကျွန်တော်အတွက်တော့ကဘာပေါ်မှာအသားရဆုံးတေးတန်တစ်ခုလိုပါပဲအဲ့ဒီအချိန်မှာပဲအနက်ရောင်မြူကိုတွေကဘူတာယုံတစ်ခုလုံးကိုဖုံးလွှမ်းသွားပြီးဝတ်တက်နေတယ်လို့အော်တန်တွေထွက်ပေါ်လာပါတော့တယ်ကျွန်တော်ကိုဆဲနေတဲ့လူတွေဟာမြူကိုတွေကြားမှာရုန်းကန်နေရပြီးသူတို့ကိုယ်ပေါ်မှာအနက်ရောင်အဆက်ပြောက်တွေပေါ်လာပါတယ်သူတို့ရဲ့ပါးစပ်တွေထဲကနေသွေးရောင်လက်တံတွေထွက်လာပြီးသူတို့ဟာယထာစီကိုအတင်းပြေးဝင်လာကြပါတယ်အိုးဟိုးကျွန်တော်ကတော့မှန်တကားမှာကပ်ပြီးစိတ်လှုပ်ရှားစွာနဲ့ကြည့်နေမိတဲ့နောက်တစ်စက္ကန့်မှာတော့အဲ့ဒီလူတွေဟာယထာတန်လန်းပေါ်ကိုပြုတ်ကျသွားပြီးအသားလုံးလေးတွေဖြစ်အပိုင်းပိုင်းပြတ်သွားပါတော့တယ်တက်ဖြတ်ပွဲပြီးဆုံးသွားတဲ့အခါကြီးညာချက်ထွက်လာပြန်ပါတယ်ယထာစတင်ထွက်ခွာပါပြီးခီးတယ်များ3မိနစ်အတွင်းမိမိတို့ရဲ့ထိုင်ခုံကိုရှာဖွေကြပါ3မိနစ်ပြည့်ရင်ဝန်ထမ်းကထိုင်ခုံနံပါတ်တွေကိုလာစစ်ပါလိမ့်မယ်လက်ရှိကဘာမှာတော့အိန္ဒိယနဲ့ဗာတီကန်ကိုယ်စားလှယ်တွေတည်ဆုံသွားကြောင်းကြီးညာချက်ထွက်လာပါတယ်ယထာပေါ်တက်နိုင်တဲ့နိုင်ငံပေါင်း100ကျော်ထဲမှာငကားနိုင်ငံအပြင်အမေရိကန်ရုရှားဂျပန်နဲ့ကိုရီးယားလေးနိုင်ငံပဲကျန်ပါတော့တဲ့ဒီလောက်ထိရှုံးနိမ့်နှုန်းမြင့်မားတာဟာတခါမှမရှိခဲ့ဘူးပါဘူးဒါဟာ၄ယောက်မိသားစုအခန်းပြီးနောက်ထူးဆန်းဖြစ်ရဲ့ကဘာရဲ့အခက်ခဲဟာအစမတန်မြင့်တက်လာတာကိုပြသနေတာပါငကားနိုင်ငံရဲ့အစင်းမြင့်ကိုကဲမှုရုံးမှာတော့အမေရိကန်ရဲ့ကမ်းလှမ်းချက်အရကမ္ဘာကောင်စီမှာပါဝင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ထူးဆန်းဖြစ်ရဲ့ကဘာမှာတော့ကျွန်တော်ဟာယထာရဲတွေကိုအေးအေးဆေးဆေးရှောက်ဝင်လာပါတယ်ဒါပေမဲ့နံပါတ်5တွဲမှာထိုင်ကုန်တွေအပြည့်ဖြစ်နေပါပြီစီကန်းချက်၄အရာထိုင်ကုန်တွေကိုကိုယ့်ဘာသာညှိနှိုင်းလို့ရတာကြောင့်ကျွန်တော်ကလူတစ်ယောက်ရှိမှရက်လိုက်ပါတယ်ဟေ့လူဖယ်ဆန်းတန်ကနေရအဲ့ဒီကိုရီးယားကိုယ်စားလှယ်ဖြောင်းရှန်းလီဖီယိုရှင်လေးကမောကြည့်ပြီးတန်ကနေရကွာသွားဆန်းလို့អော်လိုက်ပါတယ်ကျွန်တော်ကဘာမှမပြောဘဲသူ့ပါကိုအားရပါရိုက်ချက်တစ်ချက်ကျွေးလိုက်ပါတယ်ကြောင်သွားတဲ့ဖြောင်းရှန့်လီကဆက်ပြီးဆဲဆူနေတာကြောင့်ကျွန်တော်ကသူ့ကိုမပြီးကျမ်းပြင်ပေါ်ပစ်ချလိုက်ပါတော့တယ်အဲ့ဒီနောက်သူ့ဘေးကအဖိုးကြီးတယောက်ကိုပြုံးပြီးကြည့်တာအဖိုးကျွန်တော်ကငငယ်ကလေးကကျမ်းမာရေးမကောင်းဘူးပြနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့တကူလုံးနာကျင်နေတာအဖိုးကျွန်တော်ကိုကူညီပေးလို့ရမလားလို့မေးလိုက်တဲ့အခါအဖိုးကြီးရဲ့နှုတ်ခမ်းတွေကအဖိုးကြီးကကျွန်တော်ကိုတေချာကြည့်ပြီးနောက်ကျမ်းပြင်ပေါ်မှာအိပ်ပျော်နေတဲ့ဖြောင်းရှန့်လီကိုတစ်ချက်ကြည့်တာဒါလေးအေးစစ်စစ်အနားယူပါအဖိုးကခန္ဓာကိုယ်တမပါတယ်မတက်ရက်နေလို့ရတယ်လို့ပြောပါတယ်တောက်ငါကနည်းနည်းလေးလက်စွမ်းပြလိုက်တာကိုပဲဒီယထာတွေရဲ့အကန့်အသတ်ဖြစ်နေပြီလားပြင်းစရာကြီးပြလို့ကျွန်တော်ကတွေးပြီးဆိုဖာပေါ်မှာလက်အိတ်ကပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေလိုက်တယ်ငကားနိုင်ငံရဲ့လည်းမှာတော့လူတွေကဝေဖန်နေကြပြီးဒါကိုရီးယားကဖြောင်းရှန့်လီမဟုတ်လားသူကဘာလို့လူရှန့်ကြီးနဲ့တွားတိုးတာလဲလူရှန့်ကြီးကလက်မှတ်ပါတဲ့တွဲကိုမတွားပဲတခြားတွဲကိုရောက်သွားလို့တခြားကိုယ်လေတွေနဲ့စုံကုန်တာလားဒီအချက်ကိုနိုင်ငံတကာအစိုးရတွေကလည်းသတိထားမိကြပါတယ်အမေရိကန်ရဲ့ဥဆောင်မှုနဲ့ပထမဆုံးအကြိမ်အွန်လိုင်းကမ္ဘာကောင်စီစည်းဝေးကိုကျင်းပခဲ့ပါတယ်ရရှိထားတဲ့သတင်းတွေအရအမေရိကန်ကိုယ်စားလှယ်ဖရန့်ကနံပါတ်2တွဲရုရှားကိုယ်စားလှယ်ကနံပါတ်3တွဲဂျပန်ကိုယ်စားလှယ်နိုင်ကူကနံပါတ်4တွဲနဲ့ကိုရီးယားကိုယ်စားလှယ်ဖြောင်းရှန့်လီကနံပါတ်5တွဲမှာရှိနေကြတာပါဒါပေမဲ့ဘာလို့ငကားနိုင်ငံကိုယ်စားလှယ်ကပဲတခြားတွဲကိုရောက်နေရတာလဲ
နဂါးနိုင်ငံဘက်ကရှင်းပြဖို့လိုမဲလို့အမေရိကန်ကိုယ်စားလှယ်ကပြောပါတယ်ဒါကတော့ရှင်းနေတာပဲနဂါးနိုင်ငံကခိုးလုပ်ထားတာပေါ့လို့ဂျပန်ကိုယ်စားလှယ်ကအေးဆက်ဆက်နဲ့ထောက်ခံပါတယ်နဂါးနိုင်ငံကိုယ်စားလှယ်ကမျက်မှန်ကိုပင့်တင်လိုက်ပြီးဘာလို့ငါတို့နိုင်ငံကခိုးလုပ်တယ်လို့ပြောတာလဲကိုရီးယားကိုယ်စားလှယ်ကပဲငါတို့တွဲကိုရောက်လာတာမဖြစ်နိုင်ဘူးလားပြီးတော့ဒီရထားကြီးကတတွဲနဲ့တတွဲဆက်နေတာဆိုတော့ကိုယ်စားလှယ်တွေအားလုံးပူးပေါင်းမှုအခွင့်အရေးရှိနေတာပဲနိုင်ငံတိုင်းကကိုယ်စားလှယ်တွေကိုပူးပေါင်းမှုတတိပေးတင်တယ်လို့အကြံပြုပါတယ်အဲ့ဒါမလို့အပ်ပါဘူးဖရန့်ရဲ့စွမ်းရည်နဲ့ဆိုရင်ဘူတာ3ခုကျော်ခုကအေးဆေးပဲလို့အမေရိကန်ကမာနာကြီးစွာနဲ့ပြောပြီးနဂါးနိုင်ငံရဲ့စကားကိုဖျက်ပြောလိုက်ပါတယ်ဒါကြောင့်အစည်းအဝေးမှာအကြီးအကျယ်စကားများကြပါတော့တယ်နဂါးနိုင်ငံကိုယ်စားလှယ်ကမတ်တက်ရက်လိုက်ပြီးနိုင်ငံတွေကြားမှာတူညီတဲ့သဘောထားမရှိဘူးဆိုရင်တော့ငါတို့နဂါးနိုင်ငံအနေနဲ့ဒီအစည်းအဝေးကနေယာယီနှုတ်ထွက်မယ်လို့ကြေညာလိုက်ပါတယ်ထူးဆန်းဖြစ်ရဲ့ကဘာမှာတော့ဖြောင်းရှက်လီအမြန်ထားဆန်းနဂါးနိုင်ငံကကောင်စုပ်ကိုရှုံးလို့မဖြစ်ဘူးမင်းကကိုရီးယားရဲ့ဂုံဆောင်ပဲလို့ကိုရီးယားအာဏာပိုင်တွေရဲ့အော်တန်ကိုတူကြားလိုက်ရတဲ့ဖြောင်းရှက်လီတတိပြန်ဝင်လာတဲ့အခါသူ့ဘားတွေကအယမ်းကိုနာကျင်နေတာခံစားလိုက်ရတယ်သူမျက်လုံးဖွင့်ကြည့်လိုက်တော့သူ့ခေါင်းပေါ်မှာမျက်လုံးတစ်စုံကစိုက်ကြည့်နေတာကိုတွေးလိုက်ရတယ်ကျွန်တော်ကပြုံးပြီးလက်ဖွားချင်းပုတ်ကရိုက်ဖို့ပြင်းလိုက်တဲ့အခါဖြောင်းရှက်လီဟာတကူလုံးတုံရင်သွားပါတော့တယ်အာဘလို့သူကထူးဆန်းတဲ့အတန်တွေထွက်နေတယ်စိတ်ဝင်စားဖို့ကောင်းတာပဲလို့ကျွန်တော်ကတွေးပြီးသူ့ကိုကစားစရာတစ်ခုလိုသဘောထားကလေပင်းကနေဆွဲမပြီးထိုင်ကုန်ပေါ်တင်လိုက်တဲ့မင်းရဲ့စပင်းတွေကနီးနေတာဆိုတော့နောက်ဆိုရင်မင်းကိုရှောင်ဟေးနဲ့တူးလို့ပဲခေါ်မယ်ဖြောင်းရှက်လီရဲ့မျက်လုံးထဲမှာတော့တစ်ချက်ညံ့ညံ့တွေပေါ်လာတာကိုကျွန်တော်သတိမထားမိလိုက်ပါဘူးဒါကိုကြည့်ပြီးကိုရီးယားနိုင်ငံသားတွေကတော့ဖြောင်းရှက်လီမင်းကိုရီးယားအတွက်တကယ်ပဲအနစ်နာခံတာပဲလို့မျက်ရည်ဝဲပြီးပြောနေကြပါတယ်အဲ့ဒီအချိန်မှာယထာဝန်တန်းကနားနေခန်းထဲကထွက်လာပြီးခေါင်းလောင်းကိုတီးလိုက်ပါတယ်လမ်းကြားထဲမှာထိုင်ကုန်လူနေတဲ့ခီးတဲ့တွေအားလုံးတပြိုင်နက်တည်းသတိလစ်သွားကြပါတယ်ဝန်တန်းကအဲ့ဒီခီးတဲ့တွေကိုတယောက်ပြီးတယောက်ဆွဲထုတ်သွားပြီးတကားပြန်ပွင့်လာတဲ့အခါသူတို့တွေအားလုံးပျောက်ကွယ်သွားကြပါပြီကျွန်တော်ကတော့ဒါကိုမြင်ဖူးနေကြမှုလို့ဒီခီးတဲ့တွေဟာယထာကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီဆိုတာသိလိုက်ပါတယ်ကျွန်တော်ကဖြောင်းရှက်လီရဲ့ခေါင်းကိုပုတ်ပေးပြီးရှောင်ဟေးမကြောက်နဲ့နော်လို့ပြောလိုက်တဲ့ဖြောင်းရှက်လီကတော့ထိုင်ကုန်ပေါ်မှာတုံရင်နဲ့ကြောက်လန့်နေတော့မှာပဲတကယ်လို့သူသာလိုက်တဲ့မနေခဲ့ရင်အခုဆွဲထုတ်ခံရတဲ့လူတွေထဲမှာသူလဲပါသွားနိုင်တာကိုငါဒီနဂါးနိုင်ငံကခွေးကောင်တော့ကိုပဲလိုက်ရမယ်လို့သူကတွေးပြီးကျွန်တော်ရဲ့ဖက်နှက်ကိုရှာနဲ့လာရက်ပါတော့တယ်ရှောင်းဟေးကတကယ်လိမ့်မာတာပဲမင်္ဂလာပါဝန်ထမ်းကြီးလက်မှတ်စစ်မလို့လားလို့ကျွန်တော်ကဝန်ထမ်းကိုလှမ်းပေးလိုက်ပါတယ်ဝန်ထမ်းကကျွန်တော်လက်မှတ်ကိုစစ်ပြီးနောက်ဖြောင်းရှက်လီကိုကြည့်တဲ့အခါကျွန်တော်ကရှင်းပြလိုက်တယ်ဒီလိုပါဝန်ထမ်းကြီးကျွန်တော်တငယ်ချင်းကစိတ်ဝေဒနာခံစားနေရလို့သူကိုယ်သူကျွန်တော်ရဲ့ခွေးလို့ထင်နေတာပြဟုတ်တယ်မလားရှောင်းဟေးလို့ပြောပြီးကျွန်တော်လက်ကိုမြောက်ပြလိုက်တဲ့အခါဖြောင်းရှက်လီကပေးစားရဘူးလို့ဟောင်ပြလိုက်ပါတယ်ကျွန်တော်ကမျက်မှောင်ချုပ်ပြီးရှောင်းဟေးခွေးကအဲ့ဒီလိုဟောင်တာလားလို့ပြောကသူ့ပေါက်ကိုအားရပါရတစ်ချက်ရိုက်လိုက်ပါတယ်ဖြောင်းရှက်လီကကြောင်သွားပြီးနောက်မြောင်းလို့အော်ပြန်လည်းမဟုတ်ဘူးဒါကစိတ်အော်တန်ကြီးနောက်တစ်ခါအော်ဆန်းလို့ပြောပြီးကျွန်တော်ကပါးကိုထက်ရိုက်ပါတယ်သူကပုံစံမျိုးစုံနဲ့အော်နေပေမဲ့ကျွန်တော်ကတော့ပါးရိုက်ချက်30ချက်လောက်ကျွေးပြီးတဲ့နောက်မှာကျွန်တော်ကျင်းတဲ့ခွေးဟောင်တန်ကိုသူထွက်ပေါ်လာပါတော့တယ်ကြည်စမ်းပါဦးဝန်တန်းကြီးဒီခွေးကတကယ်မျိုးစစ်ခွေးပြလို့ပြောပြီးကျွန်တော်ကဖြောင်းရှက်လီရဲ့ခေါင်းကိုပုတ်ကကျင်းနဲ့စွာပြုံးလိုက်ပါတယ်သူ့ရဲ့လက်မှတ်ရောဝန်တန်းကခဏကြာတိတ်ဆိတ်သွားပြီးမှလက်လန်းလိုက်ပါတယ်ရှောင်းဟေးလက်မှတ်ပေးစမ်းဖြောင်းရှက်လီကဘာမှမလုပ်တာမြင်တော့ကျွန်တော်ကလက်ကိုအသာလေးမြောက်ပြလိုက်ပါတယ်အဲ့ဒီခါမှာတော့သူဟာတကူလုံးတုံရင်သွားပြီးသူ့အင်ဂျီအိတ်ထဲကလက်မှတ်ကိုပါဆက်နဲ့ကိုက်ထုတ်ပေးလိုက်ပါတော့တယ်လက်မှတ်စစ်ပြီးတဲ့အခါဝန်တန်းကလက်မှတ်တွေကိုအပိုင်းပိုင်းဆွဲဖြတ်လိုက်ပြီးကျေစင်ရထားဖို့ကိုကြိုးဆိုပါတယ်ခီးတယ်လို့ပြောရှင်စရာခီးစဉ်လေးဖြစ်ပါစေလို့ပြောပါတယ်ခဏကြာမှတော့ရှေ့ခုံကကောင်လေးတစ်ယောက်ကထပ်ပြီးအော်မူပါတော့တယ်ကျွန်တော်အိတ်နေတာကိုလာနောက်ဆက်တာပေါ့ကျွန်တော်ကဖြောင်းရှက်လီကိုဆွဲပြီးရှေ့ကိုသွားကတေလူမျက်လုံးနဲ့စိုက်ကြည့်ပြီးဘာလို့အော်မူနေတာလဲမင်းအဖေတေလို့လားလို့ဟောက်လိုက်ပါတယ်ကောင်လေးရဲ့ဘေးမှာထိုင်နေတဲ့အသက်လက်ပိုင်းအမျိုးသားကလှည့်ကြည့်လာပါတယ်သူ့ရဲ့အနက်ရောင်မျက်လုံးတွေထဲမှာမကျေနပ်တဲ့အရေးရောင်တွေရှိနေပါတယ်အဲ့ဒီလူစကားပြောဖို့ပြင်နေတော့မှပဲကောင်လေးကစပွဲပေါ်ခုန်တက်ပြီးဟွန်းကျွန်တော်ဖေကအရန်တော်တာပြလို့ပြောပါတယ်ကောင်လေးကလာပြီးစိန်ခေါ်နေတာဆိုတော့ကျွန်တော်လည်းအာမနာတော့ပါဘူးဖြောင်းရှက်လီရဲ့လက်ပင်ကိုကင်ပြီးကောင်လေးရှင်းမြောက်ပြကငါရဲ့ရှောင်းဟေးကအညစ်အကြေးတွေစားနိုင်တယ်မင်းဖေရောစားနိုင်လားလို့မေးလိုက်ပါတယ်ဖြောင်းရှက်လီကကြောင်သွားပြီးမြဲကျွန်တော်လက်ဝါးကိုမြင်တော့ဆဲချင်တာတွေကိုမျိုးတိတ်ပြီးကောင်လေးကိုကြောက်စရာကောင်းအောင်ဟောင်းပြလိုက်ပါတယ်ကောင်လေးကမျက်ရည်ဝဲသွားပြီးကျွန်တော်ဖေကငါပိတာတောင်စားနိုင်တယ်ဟုတ်တယ်မလားဖေလို့မေးပါတယ်အဲ့ဒီလူကတော့သူ့သားရဲ့အကြည့်အောက်မှာတကိုယ်လုံးကအားတွေကုန်ခန်းသွားတယ်လို့မျိုးကောင်းကိုဖြည်းဖြည်းချင်းညှိပြလိုက်ရပါတယ်ငါရဲ့ရှောင်းဟေးကတစ်ဆက်ပိတ်တာစားနိုင်တယ်မင်းဖေရောဘာလို့မရမှာလဲကျွန်တော်ဖေကပိတာတရတောင်စားနိုင်တယ်သူကအင်တာချင်းတဲ့တောင်ခေါင်းနှစ်ပြီးစားနိုင်သေးတယ်လို့ကောင်လေးကဂုံယူစွာနဲ့ပြောပါတယ်အခုတော့ PR တွေအားလုံးကအဲ့ဒီလူစီရောက်သွားပါပြီကျွန်တော်နဲ့သူ့သားရဲ့ပူပေါင်း PR ပေးမှုအောက်မှာအဲ့ဒီလူကတုံရင်နဲ့သဘောတူမှာမဟုတ်ဘူးဟဲ့စားချင်ရင်မင်းမေကိုတွားကြွေးလိုက်ငါတလုတ်တောင်မစားဘူးမင်းလိုခွေးသားငါမှမရှိဘူးလို့အော်ဟောက်ပြီးကောင်လေးကိုအိမ်သာထဲဆွဲထည့်ကဝန်ထမ်းကိုတကားပိတ်ခိုင်းလိုက်ပါတော့တယ်မိမိသားရင်းကိုတော့မညာမတာလှုပ်လိုက်တဲ့အဖေကိုကြည့်ပြီးကျွန်တော်ကတော့လက်မထောင်ပြလိုက်ပါတယ်နေရာကိုပြန်ရောက်တော့ယထာပိတန်တွေကြားလိုက်ရပြီးဝန်ထမ်းကစားတော့ကုန်တွန်းလဲကိုတွန်းလာပါတယ်အစားအစာတွေကတကယ်ကိုမွှေးကြိုင်နေတာပဲအထူးသဖြင့်အောက်ကချက်ကင်အိုကြီးကတကယ်ကိုစားချင်စရာပါချက်ကင်ရပြီချက်ကင်ကြီးတွေရပြီလို့ဝန်ထမ်းကအော်ပြီးလာနေပါတယ်တခြားခီးတဲ့တွေကတော့ဝန်ထမ်းတတိမထားမိအောင်ခေါင်းငုံနေကြပြီမဲ့ကျွန်တော်ကတော့ဗိုက်စာလုံးလိုခေါင်းပြူကြည့်နေမိတယ်
ကျေစင်ရထားကကြက်ကင်ကတကယ်အရသာရှိတာဗျကြက်ကင်ကြီးတကောင်လောက်ပေးပါအောင်လို့ကျွန်တော်ကပြောလိုက်ပါတယ်စီကန်းချက်9မှာတွန်းလဲဖြစ်သွားရင်တခုခုဝယ်တာအကောင်းဆုံးလို့ပြောထားပေမဲ့တွန်းလဲရက်သွားရင်ဘာလုပ်ရမလဲဆိုတာမပြောထားဘူးလေဝန်ထမ်းကကြက်ကင်အိုးကိုမလိုက်တဲ့အခါသူ့ခြေထောက်ကနေအနက်ရောင်မျိုးကိုတွေထွက်လာပါတယ်ခင်ဗျာကြက်ကင်ကြီးတကောင်လောက်စားပါဦးဗျတောင်းပန်ပါတယ်ကြက်ကင်ကြီးတကောင်လောက်စားပေးပါလို့သူကပြောလာပါတယ်ရတာပေါ့ကျွန်တော်ကြက်ကင်အရန်ကြိုက်တာတကောင်ဘယ်လောက်လဲတရားချက်ပါလို့ဝန်ထမ်းကချက်ချင်းဖြေပြီးကျွန်တော်ကိုလုပ်ငန်းသဘောအရပြုံးပြပါတယ်ကျွန်တော်ကကောက်ရထားတဲ့ပတ်စံအိတ်ထဲကငွေ1000ကိုထုတ်ပြပြီးဒီတအိုးလုံးဆိုရင်ဘယ်လောက်လဲလို့မေးလိုက်တဲ့အခါဝန်ထမ်းရဲ့အပြုံးကတောက်ခဲသွားပါတော့တယ်သူကမျက်နှာကြီးပုံပြက်သွားပြီးတအိုးလုံးဆိုရင်9သိန်းတစ်ချက်တောင်မလျှော့ဘူးလို့ဟောက်လိုက်ပါတယ်ဟာဈေးကြီးလိုက်တာလို့ကျွန်တော်ကတွေးပြီးဒါဆိုချက်ကင်2ကောင်ဆိုရင်ဘယ်လောက်လဲဝန်ထမ်းကပြန်ပြုံးပြပြီး2ကောင်ဆိုရင်195ချက်ပါ5ချက်လျှော့ပေးမယ်လို့ပြောပါတယ်ဒါဆို9ကောင်ဆိုရင်ရောလို့ကျွန်တော်ကထပ်မေးလိုက်တယ်အိုးထဲမှာချက်ကင်စုစုပေါင်း10ကောင်ရှိတာပါ9ကောင်ဆိုရင်850ချက်ပါခင်ဗျားလို့သူကပြောပါတယ်အခုတော့ကျွန်တော်နားလဲသွားပါပြီ10ကောင်ပြည့်သွားရင်ဈေးနှုန်းကအစမတန်တက်သွားတာကိုကျွန်တော်ဝန်ထမ်းရဲ့နားနာကိုကပ်ပြီးချင်းချောက်တဲ့လေတံနဲ့ပြောလိုက်တယ်ကျွန်တော်မဝယ်တော့ဘူးဒါပေမဲ့ခင်ဗျားအလုပ်ဆင်းရင်အဲ့ဒီချက်ကင်ရဲ့တစ်ဝက်ကိုကျွန်တော်ကိုခွဲပေးရမယ်တော့မရဘူးလုံးဝမရဘူးဝန်ထမ်းကအော်ဟစ်နေရင်းကနေခင်ဗျားအနည်းဆုံးချက်ကင်တစ်ကောင်တော့ဝယ်ရမယ်လို့ပြောပါတယ်သူ့ခြေထောက်ကနေကြောက်စရာကောင်းတဲ့အနက်ရောင်မျိုးကိုတွေထွက်လာပြန်ပြီးဆက်လာပါဗျာချက်ကင်9ကောင်ပဲထုတ်ပြီးတော့လို့ကျွန်တော်ကပြုံးပြီးပြောကပတ်စံပေးလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်မျက်လုံးတွေကယထာရဲတဲကအချိုကြီးပလင်း20စီကိုရောက်သွားပြန်တယ်အချိုကြီး20လုံးဆိုရင်ဘယ်လောက်လဲဒါကိုကြားတော့ဝန်ထမ်းကဒေါသတကြီးနဲ့တန်းကောင်းစုပ်လို့ဟောက်လိုက်ပါတယ်ဒါဆို19ပလင်းဆိုရင်ရောကျွန်တော်ကအရေးအတွက်ကိုတပလင်းလျှော့လိုက်တဲ့အခါဝန်ထမ်းရဲ့မျက်နှာကပန်းပွင့်လေးလိုပြုံးသွားပြန်တယ်မူရင်းစည်းက190ပါဒါပေမဲ့ခင်ဗျားကချောလို့180ပဲပေးပါကောင်းပြီဝယ်မဲလို့ပြောပြီးပတ်စံအိတ်ကိုနှိုက်လိုက်တဲ့အခါအရေးကြီးတဲ့ပြဿနာတစ်ခုတက်ပါတော့တယ်ပတ်စံမလောက်တော့ဘူးလေကျွန်တော်ကပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်တော့ဟေးဝက်ဆုပ်ပတ်စံရှိလားကျွန်တော်ကိုခဏချေးစမ်းလို့ဘေးကုံကဝက်လိုဝနေတဲ့လူတယောက်ကိုလှမ်းပြောလိုက်တယ်သူ့လေဘေးမှာလက်မောင်းလောက်ရှိတဲ့ရွှေဆွဲကြိုးကြီးဆွဲထားတာကိုမင်းငါ့ကိုဘလို့ခေါ်လိုက်တာလဲသူကဒေါသတကြီးစိုက်ကြည့်ပါတယ်ဝက်ဆုပ်လို့ခေါ်တာလေချေးမလားမချေးဘူးလားလို့ပြောပြီးကျွန်တော်လက်ကိုမြှောက်လိုက်ပါတယ်မချေးဘူးဖြန်းဆိုတဲ့ပါရိုက်တန်ကြီးထွက်လာပြန်ပါတယ်အဲ့ဒီလူကကြောင်သွားပါတယ်ဒီလိုထူးဆန်းတဲ့ပတ်စံချေးနည်းကိုသူတခါမှမမြင်ဘူးလေမချေးဘူးပေါ့လေလို့ပြောပြီးကျွန်တော်ကဖြောင်းရှက်လီရဲ့ပါးကိုနှစ်ချက်ဆင်းရိုက်လိုက်ပြန်တယ်ဖြောင်းရှက်လီရဲ့မျက်နှာကတော့ဝက်ခေါင်းလိုဖောက်တက်နေပါပြီဒါကိုမြင်တော့ဝက်ကြီးကတရွေးမျိုးချလိုက်ရတယ်သူတိုးဆုပ်နေတာမြင်တော့ကျွန်တော်ကဖြောင်းရှက်လီကိုသူ့ရှိမြောက်ပြပြီး crazy slaps စွမ်းရည်ကိုတုံးဖို့ပြင်လိုက်တဲ့အခါအကိုမရိုက်ပါနဲ့တော့ကျွန်တော်ချေးပါမယ်လို့ဝက်ကြီးကအော်ပြီး black card ကိုထုတ်ပြလိုက်ပါတော့တယ်သူ့ကိုပေးလိုက်လို့ကျွန်တော်ကဝန်ထမ်းကိုညွှန်ပြလိုက်ပါတယ်ဒါကဝန်ထမ်းကဝက်ကြီးစီကအကက်ကိုအန်အော်တကြီးနဲ့လှမ်းယူလိုက်ပါတယ်ကျွန်တော်ကဝက်ကြီးရဲ့ပခုံးကိုပုတ်ပြီးဒီညရဲ့ကုန်ကြစည်အားလုံးကိုဒီဝက်ကြီးကရှင်းပေးပါလိမ့်မယ်လို့ပြောလိုက်တယ်ခဏအကြာမှာတော့ချက်ကင်9ကောင်နဲ့အချိုကြီး19ပလင်းစပွဲပေါ်ရောက်လာပါတယ်ဝန်ထမ်းကရင်ကြီးစွာအယိုသေးပေးပြီးထွက်သွားဖို့ပြင်တဲ့အခါကျွန်တော်ကသူ့ရှိမှပိတ်ရက်လိုက်တယ်ဝန်ထမ်းကြီးအကျွေးပြန်မအမ်းသေးဘူးလေဝန်ထမ်းကကြောင်သွားပါတယ်ကျွန်တော်ပြောပြီးပြီလေဒီညရဲ့ကုန်ကြစည်အားလုံးကိုဝက်ကြီးကရှင်းမှာပါလို့အခုစားတာတည်းမဟုတ်ဘူးနော်လို့ကျွန်တော်ကပြောလိုက်တဲ့အခါဝန်ထမ်းကကျွန်တော်အကြံကိုနားလည်သွားပါတယ်သူကသူ့ပေါင်းပြီးကိုချွတ်လိုက်ပြီးသူ့တင်မပေါ်မှာရိုက်ထားတဲ့ခေါက်ကိုဝက်ကြီးရှိမှပြလိုက်ပါတော့တယ်ဝက်ကြီးမင်းသားလေးဒီညအတွက်စုစုပေါင်းကုန်ကြစည်က13980ကျပ်ပါခုနကပေးထားတဲ့180ကိုနှုတ်လိုက်ရင်13800ကျပ်ကျန်ပါသေးတယ်အကျွေးဖြတ်ပြီးစုစုပေါင်း14000ကျပ်ပါခင်ဗျာကက်နဲ့ဖြစ်မှာလားငွေသားလားဝက်ကြီးကတော့မှင်တက်နေုံပဲတက်နိုင်ပါလေဒါတွေကငါကောင်းပေါ်ဘလို့ရောက်လာတာလဲမဖြစ်နိုင်ဘူးဒီနေ့ငါပိုက်စာပြီးအသက်ခံရရင်တော့တစ်ချက်မှမချေးဘူးလို့သူကကြိမ်ဆိုလိုက်ပါတယ်မချေးဘူးလားဆိုတဲ့အေးဆက်ဆက်အတန်ကြီးကသူ့နားထဲရောက်လာပြန်တယ်သူလှည့်ကြည့်လိုက်တော့ဖြောင်းရှက်လီကိုကင်ထားတဲ့ကျွန်တော်ကသူ့ရှိမှရက်နေပါပြီဖြောင်းရှက်လီကတော့သူ့ရဲ့ဖောင်းနေတဲ့မျက်လုံးတွေနဲ့ဝက်ကြီးရဲ့ဘောင်းတီဆူကိုဆွဲပြီးတနာစရာကောင်းအောင်ကြည့်နေပါတယ်ဝက်ကြီးကတော့ဝေခွဲမရဖြစ်နေတော့မှပဲတကယ်လို့ကျွန်တော်ကိုစိတ်တူအောင်လုပ်မိရင်သူလည်းဖြောင်းရှက်လီလိုအဖြစ်မျိုးကြုံရမှာကိုဝက်ကြီးစကားပြောဖို့ပြင်နေတော့မှပဲကျွန်တော်ကဖြောင်းရှက်လီရဲ့ပါးကိုအားရပါရနှစ်ချက်ထည့်ရိုက်လိုက်ပါတယ်ဖြောင်းရှက်လီရဲ့အော်တန်ကြီးကဝက်ကြီးရဲ့စိတ်ဓာတ်ကိုအပြီးပိုင်ချေမုန်းလိုက်ပါတော့တယ်ချေးပါမယ်လို့သူကအော်လိုက်ရတဲ့ဝန်ထမ်းစီကနေအကျွေးငွေ1000ကျော်ကိုပြန်ယူပြီးကျွန်တော်ကပတ်စံအိတ်ထဲထည့်လိုက်ပါတယ်စိတ်ထဲမှာတော့တကယ်ကိုကျေနပ်နေတာပေါ့ဖြောင်းရှက်လီကတော့ခေါင်းငုံပြီးကျွန်တော်ဘေးမှာဝတ်နေပါတော့တယ်ကျွန်တော်ခေါင်းထဲမှာအခုထိမူးနောက်နေတော့မှပဲချက်ကင်ကိုတချွတ်ချွတ်နဲ့ဝါစားနေတဲ့အတန်ကတကယ်ကိုဆွဲဆောင်မှုရှိနေတာဖြောင်းရှက်လီကခေါင်းမော်လာပြီးရှာနဲ့တက်ကဘိုက်ကလည်းစာလောင်လုံးလို့မြည်လာပါတယ်ရှောင်းဟေးမင်းစာနေတာလားလို့ကျွန်တော်ကပါစက်မှာစီရီပေးနေရင်းနဲ့မေးလိုက်တယ်သူကပါစက်လိုက်ပြီးကျွန်တော်ချက်ကင်နဲ့လာတာကိုကြည့်ကမျက်ရည်တွေဝဲလာပါတယ်ငါကိုရီးယားအတွက်ဒီလောက်အထိအဆက်တကွဲနေခဲ့ရတာအခုတော့သမင်းတလုတ်စားရတော့မှာပဲလို့သူကဝမ်းသာနေတော့မှာပဲလေဘင်းကနာကျင်သွားပြီးသူလေးလေးကိုမြောက်တက်သွားပါတယ်ကျွန်တော်ကသူ့ကိုဆွဲပြီးယထာရဲကြားကလမ်းစီခေါ်သွားတာပါဘသူရှိလဲလို့ကျွန်တော်ကတကားကိုခောက်လိုက်တဲ့အခါတကားပွင့်လာပါတယ်ကျွန်တော်လက်ကြည့်လိုက်တော့အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကစပွဲပေါ်မှာအိပ်ပျော်နေပြီးသူ့သားလေးခိုးစားနေတာကိုမသိပါဘူးညီလေးငါရဲ့ရှောင်းဟေးလဲစာနေလို့ပြမင်းစီကနည်းနည်းလောက်ခွဲပေးလို့ရမလားလို့ကျွန်တော်ကမေးလိုက်တဲ့ကောင်လေးကသူ့လက်ပေါ်ကကြက်ဥနှစ်တွေကိုရှာနဲ့တက်နေရင်းကနေတွတ်ဆုပ်နေပုံရတယ်သူကမပေးချင်ဘူးလေဒါကိုမြင်တော့ဖြောင်းရှက်လေးကစိတ်အေးသွားပုံရပြီမဲ့ရတာပေါ့ဦးလေးကြီးကျွန်တော်ကဦးလေးရဲ့ရှောင်းဟေးနဲ့တန်ခွဲလုပ်ချင်နေတာကြားပြီးလိုကောင်လေးကဝမ်းသာအားရပြောပြီးဖြောင်းရှက်လေးကိုအိမ်သာထဲဆွဲခေါ်သွားပါတော့တယ်ကိုရီးယားနိုင်ငံရဲ့လိမ့်မှာတော့လူတွေဟာအရန်ကိုစိုးရိမ်နေကြပါပြီဖြောင်းရှက်လေး
စားလိုက်စမ်းမင်းကငါတို့ကိုရီးယားရဲ့ကံကြမ္မာကိုထမ်းပိုးထားတာအရှုံးမပေးနဲ့မျက်စိမိတ်ပြီးစားလိုက်ရင်အားလုံးပြီးသွားမှာပါလို့ကိုရီးယားနိုင်ငံသားတွေကအားပေးနေကြတယ်လို့ကိုရီးယားဆိုရကလည်းနိုင်ငံအတွက်မိသားစုအတွက်တတိရှိရှိစားလိုက်ပါလို့တတိပေးချက်ပေးပို့ခဲ့ပါတယ်ဖြောင်းရှက်လီကတော့စိတ်ကိုတင်းပြီးရှေ့ကိုတိုးသွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကထိုင်ကုန်ကနေထလိုက်တယ်တေလူမျက်လုံးကိုမှေးပြီးကြည့်လိုက်တော့ဘေးခုံကဝက်ကြီးကိုတခါပညာပေးပြီးပြီဆိုတော့ခဏလွတ်ထားလိုက်မယ်ဟိုကောင်လေးကလည်းဖြောင်းရှက်လီနဲ့အလုရှုပ်နေတာဆိုတော့သွားမနှောက်ရှက်တော့ဘူးကျွန်တော်ပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်ပြီးကလေးမေတယောက်ရှိမှရက်လိုက်တယ်အန်တီခမရကလေးကိုခဏလောက်ငှားပါဦးလို့ပြောလိုက်တော့သူမကကျွန်တော်ကိုစိုက်ကြည့်ပြီးမဖြစ်နိုင်တာလို့ဒေါသတကြီးអော်ပါတယ်ဒါပေမဲ့ကျွန်တော်ကထွက်မသွားပဲသူမရင်ဝင်တဲ့ကကလေးလေးကိုကြည့်ပြီးကလေးလေးမင်းမေကိုခဏလောက်ငှားပါဦးလို့မေးလိုက်တဲ့အခါကလေးကကျွန်တော်စနေတယ်ထင်ပြီးရေလိုက်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်မျက်လုံးတွေတောက်ပသွားပြီးသူ့သဘောတူပြီးကဲမမကြီးသွားကြရအောင်လို့ပြောကသူမရဲ့စပင်ကိုဆွဲပြီးပခုံးပေါ်ထမ်းခေါ်သွားပါတော့တယ်ကျွန်တော်နဲ့ကလေးမေမျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီးမမကြီးအတင်းဖြစ်ပြီလားအတင်းဖြစ်ရင်စားကြရအောင်လို့ကျွန်တော်ကမေးလိုက်တော့သူမကကြောက်လန့်တကြားနဲ့ရင်ဘက်ကိုလက်နဲ့ကာထားပါတယ်ကောင်းပြီမမကြီးကျွန်တော်ခဏလေးပဲလုံမှာပါလို့ပြောပြတာနဲ့လျှက်စစ်မီလို့မြန်ဆန်တဲ့ပါရိုက်ချက်တစ်ချက်ကိုကျွေးလိုက်ပါတယ်သူမကပါးကိုကင်ပြီးမျက်ရည်တွေဝဲလာတာပေါ့ခုနကပါရိုက်ချက်ကသူမကိုတတိလက်တော်မတက်ပြင်းထန်လုံးလို့ပါအခုတော့သူမရဲ့အလှည့်ရောက်ပါပြီလေတိုးတန်တဲ့အတူသူမကကျွန်တော်ကိုပြန်တိုက်ခိုက်ပါတယ်ဒီလိုရုပ်မာတဲ့လုပ်ရက်ကိုကျွန်တော်ကခွင့်မလွတ်နိုင်ပါဘူးလက်တစ်ဖက်ကလေဘင်းကိုချစ်ပြီးခေါင်းပြက်ကျသွားအောင်လှုပ်လိုက်တယ်လို့နောက်လက်တစ်ဖက်ကလည်းအားနဲ့ပါရိုက်လိုက်ပါတယ်အဲ့ဒီနောက်မှအာတော့ကလေးအမေဟာထိုင်ကုန်ပေါ်မှာတင်တတိလက်သွားပါတော့လေဟဲ့ခင်ဗျားတို့ဘာလုပ်နေကြတာလဲလို့ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကမေးလိုက်ပါတယ်ကျွန်တော်ခေါင်းခါပြလိုက်ပြီးမမခင်ဗျားရောကစားမလားလို့မေးလိုက်တော့မကစားပါဘူးလို့သူမကဖြေပါတယ်သူမကအိတ်ထဲကနေမှတ်စုစာအုပ်တအုပ်ထုတ်လိုက်ပြီးကျမကဒီရထားတွေရဲ့တန်ရှင်းရေးကိုစစ်ဆေးတဲ့ကင်းလက်ဝန်ထမ်းကြောက်လို့ရောပါခုနံပါတ်5တွေကိုအမှတ်ပေးပါမယ်လို့ပြောပါတယ်စီကံချက်တစ်ဆက်အရာ6နာရီခြားတစ်ခါအမှတ်ပေးရတာကိုကျွန်တော်ကတန်ရှင်းတက်ရက်နေတဲ့နံပါတ်5တွေကိုကြည့်ပြီးကျင်းနေနေမိတယ်ဒီတွဲကတော့စံပြတွဲဖြစ်မှတေချာတယ်လို့တွေးနေတော့မှာပဲစိတ်မကောင်းပါဘူးနံပါတ်5တွဲကတစ်ဆက်မှတ်ပဲရပါတယ်ပြဿနာမရှိရင်ဒီမှာလက်မှတ်ထိုးပေးပါလို့သူမကပြောလိုက်တဲ့အခါအနက်ရောင်မြူကိုတွေဖုံးလွှမ်းလာပါတော့တယ်အခုကြောက်လို့ဟာကြောက်စရာကောင်းတဲ့မိစ္ဆာမတယောက်လိုဖြစ်နေပြီးသူမရဲ့မျက်လုံးထဲမှာတွေးဆနေတဲ့အရေးအယောင်တွေရှိနေပါတယ်သူမကနှင်းနှံလေးကိုထုတ်ပြီးကျွန်တော်ကိုပြုံးပြနေတယ်ကျွန်တော်မှတ်စုစာအုပ်ကိုကြည့်လိုက်တော့အံ့ဩသွားရပါတယ်နံပါတ်5တွဲရဲ့တစ်ခုတည်းသောအမှတ်ကကလေးမေစီကရတာဖြစ်ပြီးအဲ့ဒီမှာရေးထားတာကခရီးတဲ့ကောင်လေးရဲ့ရက်ဆက်ဆက်နှိမ့်ဆက်မှုကိုခံထားရပြီးတကူလုံးညစ်ပတ်ပြီးနေပြီးတဲ့ဒီရထားတွေရဲ့တန်ရှင်းရေးစံတုံးကညစ်ပတ်လေအမှတ်များလေးဖြစ်နေတာကိုနေဦးမကျွန်တော်အခုချက်ချင်းတက်ရှင်းရေးလုပ်လိုက်ပါမယ်လို့ကျွန်တော်ကអော်လိုက်ပါတော့တယ်ကျွန်တော်ကတခြားခီးတဲ့တွေကိုပြုံးပြီးကြည့်လိုက်တယ်ဖြစ်စီရမှာလားအဲ့ဒါကတော့ကျွန်တော်ရဲ့အထူးပြုပါတာရက်ပဲလေရုတ်တရက်ဆိုသလိုလမ်းကြားထဲကနေထူးဆန်းတဲ့အတန်ကြီးထွက်လာပြီးအိမ်သားထဲကနေအနေတွေပါတဲ့ထူးဆန်းတဲ့အရည်တွေစီးထွက်လာပါတော့တယ်အဲ့ဒီအရည်တွေနဲ့အတူတကူလုံးညစ်ပတ်ပြီးနေတဲ့ဖြောင်းရှက်လီနဲ့ကောင်လေးတို့ဟာဒီဘက်ကိုချီတက်လာကြပါတယ်သူည15 30နဲ့စားလို့မကုန်တော့ဘူးဘလို့မှစားလို့မကုန်တော့ဘူးလို့ကောင်လေးကရှာလေးလိုက်ပြီးမျောလင်းချက်မဲ့စွာနဲ့ပေါ်နေပါတယ်ဒါပေမဲ့ဖြောင်းရှက်လီကတော့သူ့ရဲ့အငန်းမရစားခြင်းပိတ်ကြီးစွမ်းရည်ကိုတုံးပြီးဘလောက်ပဲရှိရှိအားရပါရစားနေတာပေါ့ကြောက်လူကဒါကိုမြင်တော့ကျွန်တော်လက်ထဲကမှတ်စုစာအုပ်ကိုလူယူပြီးအမှတ်နောက်မှာသူ့ညတလုံးထပ်တိုးလိုက်ပါတယ်အဲ့ဒီနောက်သူမရဲ့စကားပြောဆက်ကိုထုတ်ပြီးနံပါတ်5တွဲကိုအပိသက်တက်ရှင်းရေးလုပ်ဖို့တောင်းဆိုပါတယ်လို့ပြောလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲကြီးညာချက်ထွက်လာပါတယ်နံပါတ်5တွဲကခီးတဲ့များတတိပြုရန်လမ်းကြားထဲကနေအမြန်ထွက်ပြီးမိမိတို့ထိုင်ကုန်မှာထိုင်ကြပါအပိသက်တက်ရှင်းရေးစတင်မှာတော့မယ်ဝန်ထမ်းကအနီအောင်တော့တစ်ချောင်းနဲ့နောက်ထပ်ရထားရဲစီသွားတဲ့တကားကိုဖွင့်လိုက်တဲ့အခါလမ်းဆုံးမှာအလင်းလိုက်တစ်ခုပေါ်လာပါတယ်ပြင်းထန်တဲ့လေမုန်တိုင်းကြီးတိုက်ခတ်လာပြီးကောင်းလေးဖြောင်းရှက်လီနဲ့ညစ်ပတ်တဲ့အရည်တွေအားလုံးကိုအဲ့ဒီလိုင်းနဲ့ဆွဲခေါ်သွားပါတော့တယ်နတ်သားလေးလိုအသက်လက်ပိုင်းအမျိုးသားကအော်ဟစ်ပြီးသူ့ရဲ့ထိုင်ကုန်ခါဘက်ကိုဖြုတ်လိုက်တဲ့အခါသူလည်းလေမုန်တိုင်းထဲကိုပါသွားပါတော့တယ်ခဏကြာမှတော့အရာအလုံးပုံမှန်ပြန်ဖြစ်သွားပြီးနံပါတ်5တွဲဟာတကယ်ကိုတန်ရှင်းသွားပါပြီအပိသက်တန်ရှင်းရေးပြီးဆုံးပါပြီခီးတဲ့များကျေစင်ရထားပုံမှာပျော်ရွှင်ပါစေကျင်းညာချက်အဆုံးမှာတော့ကြောက်လူဟာသူမရဲ့မဆုစာအုပ်နဲ့အတူကျင်းနဲ့စွာထွက်ခွာသွားပါတော့တယ်ကိုရီးယားကိုယ်စားလှယ်ဖြောင်းရှက်လီတိတ်ဆုံးသွားပါပြီထူးဆန်းဖြစ်ရဲ့ကမ္ဘာကိုရီးယားနိုင်ငံသို့ကြားရောက်လာပါတော့မည်